စီနီယာအမတ်နဲ့အတူနေပြီးကလေးကကျွန်တော်ရဲ့အတွင်းခံပေါင်းပြီးတွေခဏခဏပျောက်ပျောက်သွားတတ်တယ်။ဘေးနားကမင်းကလေးတွေနဲ့လည်းအဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ရတယ်။အဲ့ဒီတော့မှကျွန်တော်ရဲ့အချစ်ဦးလေးစီနီယာအမတ်ကတာမန်မဟုတ်ဘူးဆိုတာကိုနောက်ကျမှသတိထားမိတော့တယ်။ပိတ်ရက်မှာသူငယ်ချင်းတွေနဲ့ဘတ်စကတ်ဘောသွားကစားတာလုံးဝကိုပင်ပန်းနွမ်းနေနေတာပဲ။ဒါဖုန်းကကျွန်တော်ပေါင်ကိုပုတ်ရင်မင်းကဘာလို့ဒီလောက်မြ мян အီးစိမ့်သွားရတာလဲအိမ်မှာเจ้าမယ်လေးမိမကစုပ်ယူပစ်လိုက်လို့လားတဲ့လေ။ကျွန်တော်ခါကိုကိုင်းရင်မင်းတိပါတယ်ကွာဆိုတဲ့အပြုံးမျိုးကိုမနှိမ့်ညစ်ထုတ်ပြီးပြုံးပြလိုက်ပေမဲ့ရင်ထဲမှာတော့ခါတက်ပြီးအချင်းပေါက်နေခဲ့တယ်။သူငယ်ချင်းတွေအားလုံးကကျွန်တော်ကတန်ရှင်းလာပါပြီးနူးညံ့တိမ်မွေးရဲ့เจ้าမယ်လေးကိုမိမဖြစ်ရထားတာသိကြတယ်။သူတို့ရဲ့စိတ်ကူးထဲမှာဆိုရင်ကျွန်တော်ကညာတိုင်းပျော်ပါနေပြီးဖရင်ကြီးမနဲ့ညီလာခံမတက်တော့ဘူးဆိုသလိုမျိုးဖြစ်နေရမှာလေ။ဒါပေမဲ့ကျွန်တော်နဲ့စီနီယာအမဆုရာတို့ကတလားလုံးနေမှာနှစ်ခါသုံးခါလောက်ပဲရှိတာကိုကျွန်တော်ပဲသိပါတယ်။ပြီးတော့အချိန်တိုင်းကအချိန်မှန်နေရာမှန်ပမာဏမှန်နဲ့ရုံးလုပ်ငန်းတစ်ခုလိုပဲပုံမှန်လုပ်ရလို့ထုံးစံလိုဖြစ်နေတာ။ကျွန်တော်ကချွဲနွဲ့ခြင်းနဲ့အချိန်တိုင်းသူမကဆောင်းကိုမျက်နှာပေါ်ဆွဲကြုံလိုက်ပြီးရောကြားရည်လိမ့်ပါတယ်နော်မစိုးနဲ့တဲ့လေ။ကျွန်တော်ကတော့ပကက်ခဲတာတွေ့နောက်ဆုံးမဲ့လူမှမဟုတ်တာစီနီယာအမဆုရာနဲ့ဆိုရင်ဘယ်တော့မှလုံလောက်တယ်ဆိုတာမရှိဘူးလေ။ဒါပေမဲ့သူမကဆောင်းကိုလုံးနေအောင်ခြုံထားပြီးရေကြီးလေးတွေခိုးနေတဲ့မျက်လုံးဝိုင်းကြီးနှလုံးနဲ့ကျွန်တော်ကိုကြည့်နေတာကအလန့်တကြားဖြစ်နေတဲ့တမင်ပေါက်လေးတစ်ကောင်နဲ့တိတ်တူတာပဲ။တကယ်ဆိုအပြစ်ပယ်ခံထားရတာကျွန်တော်ပါဒါပေမဲ့ကြည့်ရတာကျွန်တော်ကပဲသူမကိုအနိုင်ကျင့်နေတယ်လို့ဖြစ်နေတယ်။ဒါပေမဲ့စီနီယာအမဆုရာရဲ့တနာကမန်းနိုင်တဲ့ပုံစံလေးကိုကြည့်ပြီးကျွန်တော်ပို့ပြီးတောင်လိုချင်လာမိတယ်။ဒါပေမဲ့အမျိုးသမီးရဲ့ဆန္ဒကိုစန့်ကျင်တဲ့အလုပ်မျိုးကိုတော့ကျွန်တော်တို့လုံးဝမလုပ်နိုင်ပါဘူး။ကျွန်တော်လည်းတစ်ဖက်ကိုလှည့်လိုက်ပြီးမျက်နှာချက်ကိုစိုက်ကြည့်ရင်မျက်လုံးနဲ့လုံးကငင်းငိုင်နေခဲ့တော့တယ်။အကယ်၍များကျွန်တော်နေမင်းကြီးကိုမမြင်ဘူးခဲ့ဘူးဆိုရင်အမောင်ထုကိုသိခံနိုင်မှာပါ။ဒါပေမဲ့နေအောင်ကြီးကကျွန်တော်ရဲ့လက်ဟာနေရဲ့ကနာရကိုတခြားသောကနာရအတစ်တစ်ခုအဖြစ်ပြောင်းလဲပြလိုက်ပြီလေ။အာချန်ငါတို့ညဘက်ဘာသွားပြီးတွားပြောကြမလို့မင်းလိုက်မလား။ဒါဖုန်းကပြောပြီးတာနဲ့ချက်ချင်းပဲသူ့ပါဇက်ကိုသူပြန်ရိုက်လိုက်ပြီးမေ့သွားတဲ့ဆုရာကမင်းကိုအိမ်ပြန်ပြီးညစာစားဖို့စောင့်နေဦးမှာပဲလို့ပြောလိုက်တယ်။သူတို့တွေကကျွန်တော်ကိုအားကြတဲ့မျက်နှာတွေနဲ့ကြည့်ရင်ခြံကောကိုတကယ်အားကြတာပဲကွာထိတ်တန်းတက္ကသိုလ်ကเจ้าမယ်လေးကိုမိမဖြစ်ရထားတာကိုငါတို့တွေများဘယ်တော့မှခြံကောလိုမိမမျိုးရပါမလဲ။မင်းကတော့မဖြစ်နိုင်တာတွေတွေးနေပြီးသူကအရင်ဘဝကစကြဝဠာကြီးကိုကယ်တင်ခဲ့လို့ပေါ့ကွာ။ဒါပေါ့ငါတို့ကတော့အတင့်မိမတယောက်ရပြီးတားမယားနဲ့နွေးနွေးထွေးနေရရင်ကျေနပ်ပါပြီကွာ။မင်းကခြံကောနဲ့မိမချင်းတွားရှင်နေတာကကျမနဲ့ဘသူကပိုချမ်းသာလဲလို့တွားရှင်နေတယ်လို့ပဲပေါ့။ငါတော့တကယ်တန်တရားဝင်နေပြီးငါကဒီကဘာကြီးရဲ့ NBC ပဲခြံကောကမှဇက်လိုက်မင်းသားအစ်စ်ကိုလူတွေရဲ့ဝမ်းနဲ့ပျော်ရွှင်မှုတွေကတယောက်နဲ့တယောက်မတူညီကြပါဘူး။ကျွန်တော်တက်ပြင်းတစ်ချက်ချပြီးအိမ်ကိုပဲလိမ္မာရေးကြားစွာပြန်လာခဲ့လိုက်တယ်။တကားကိုတွန်းဖွင့်လိုက်တာနဲ့မွေးကြိုင်နဲ့လေပြေလေးတစ်ခုမျက်နှာပေါ်ကိုဖျက်တိုက်သွားတယ်။ရေမွေးနဲ့မဟုတ်ဘူးစီနီယာအမဆုရာစီကနေရနေကြတင်းပြန့်ကိုတင်းနဲ့လေးပါ။ရောကြပြန်လာပြီလားစီနီယာအမဆုရာကကျွန်တော်ရင်ခွင်ထဲကိုအတင်းဝင်တိုးလာတယ်။နှွေးထွေးတဲ့ခေါင်းလုံးလုံးလေးကကျွန်တော်ရင်ဘက်ကိုလာပုတ်တီးပုတ်တက်လုံးနေတော့ကျွန်တော်ရင်ထဲမှာရားကြီးဖြစ်သွားရတယ်။ကျွန်တော်သူမကိုညင်ညင်တာတာလေးတွန်းဖယ်လိုက်ပြီးခုလေးတင်ဘုံကစားပြီးပြန်လာတာကိုပေါ်မှာချွေးတွေကြီးပဲမင်းပေကုန်လိုက်မယ်လို့ပြောလိုက်တယ်။သူမကနာခေါင်းကိုပိတ်ပြီးရွင်ရှာတဲ့မျက်နှာလေးနဲ့အချင်းနဲ့ထွက်နေရလို့ထင်သားပဲညစ်ပတ်နေရဲ့အင်ဂျီတွေချုပ်ခဲ့ငါလျှော်ပေးမယ်လို့ပြောတယ်။ရပါတယ်ခဏနေရင်အဝတ်လျှော်ဆက်ထဲတန်းထဲလိုက်ုံပဲဟာကိုငါကတန်ရှင်းရေးအရန်ကြိုက်တာတီသားနဲ့မင်းအမြန်သာရေသွားချိုးတော့အင်ဂျီတွေငါ့ကိုပေးခဲ့။စီနီယာအမဆုရာကကျွန်တော်ရဲ့အတွင်းခံကိုချွတ်ယူရင်းရွင်ရှာတဲ့ပုံစံနဲ့ကျွန်တော်ကိုရေချိုးကန်းနဲ့အတင်းတွန်းပို့နေတယ်။ညစာကကျွန်တော်စားရတာနှစ်သက်တဲ့ဟင်းတွေကြီးပါပဲ။ဝတ်သားချိုချင်းကျော်ခရမ်းချင်တီးကြက်ဥဟင်းရီနဲ့ချူးဆက်ကျော်တို့ပေါ့။ဒီဟင်းသုံးမျိုးတွေပဲဖြစ်နေရင်မဲ့လေတကယ်ကိုစားလို့မအီနိုင်ဘူး။စီနီယာအမဆုရာလိုပဲပေါ့။ကျွန်တော်ချူးကိုစုပ်စားရင်တွေးမိတယ်စီနီယာအမဆုရာချက်တဲ့ဟင်းကသူမလိုရဲ့အရသာခံကြီးလေးပို့ပြီးအရသာရှိလေစားလေပို့ပြီးဆွဲလန်းရလေပါပဲ။သူမကပြုံးဆက်စလေးနဲ့တူကိုယူပြီးကျွန်တော်ဘာဆက်ကိုညင်ညင်တာတာလေးထားလိုက်ရင်အရက်ကောင်းပေမဲ့အများကြီးမတောက်တင်ဘူးနော်။နည်းနည်းရဲစားတော့မင်းဝိတ်ချရတော့မယ်လေ။စီနီယာအမဆုရာပြောတာကဟင်းကိုပြောတာလားလူကိုပြောတာလားမသိဘူးနှစ်ခုစလုံးလည်းဖြစ်နိုင်တာပဲလေ။စီနီယာအမဆုရာလိုအထက်တန်းလွာမင်းကလေးမျိုးဆိုတာဒီလိုပဲအင်ကြီးကြတာဖြစ်မယ်။ကျွန်တော်ကလူတိုင်းအားကြရတဲ့ပြီးပြည့်စုံတဲ့မိန်းမကိုရထားပြီးပြီပဲဘာများညှဉ်းညူစရာရှိတော့မှလဲ။ညစာစားပြီးတော့ကျွန်တော်တို့ထုံးစံအတိုင်းကျောင်းထဲမှာလမ်းလျှောက်ထွက်ကြတယ်။စီနီယာအမဆုရာကကျွန်တော်လက်မောင်းကိုချိတ်ထားပြီးခေါင်းလေးကကျွန်တော်ပခုံးပေါ်မှာညင်ညင်တာတာလေးမိထားတယ်။ညနေခင်းကျောင်းဝင်းထဲမှာလူတွေမနှဲလာဘူး။ဖြတ်သွားဖြတ်လာကျောင်းသားတွေကလက်ကြည့်ကြပြီးသူမကိုမှတ်မိတဲ့ကျောင်းသားတွေကဆရာမဆုလို့ရိုရိုသေးသေးနှုတ်ဆက်ကြတယ်။သူမကအမြဲတမ်းနားရဖျားလေးတွေရဲသွားတက်ပြီးခေါင်းကိုညင်ညင်တာတာလေးညှင်းပြတယ်။ကျွန်တော်ကတော့အตาအရာလေးပြုံးလိုက်မိတယ်။စီနီယာအမဆုရာကဆရာမတယောက်ဖြစ်နေပြီဆိုရင်မဲ့လည်းအရင်တုန်းကလိုပဲရှက်တက်တုံးပါပဲ။ကျွန်တော်တို့နှစ်ယောက်စလုံးကချင်းပေတက္ကသိုလ်ကနေပွဲရခဲ့ကြတာပါ။သူမကကျွန်တော်ထက်နှစ်ကြီးတော့ကျွန်တော်သူ့ကိုအမြဲတမ်းစီနီယာအမလိုပဲခေါ်ခဲ့တာလေ။ပွဲရပြီးတော့သူမကကျောင်းမှာပဲဆရာမဖြစ်ကြံခဲ့ပြီးကျွန်တော်ကတော့နိုင်ငံပိုင်လုပ်ငန်းခွင်ထဲဝင်ခဲ့တယ်။ကျောင်းတော်ကအချစ်ဇက်လန်းကနေလက်ထပ်ပြီး3နှစ်အထိဆိုတော့ဒါဟာလည်းပြောစမှတ်တွင်လောက်တဲ့အချစ်ဇက်လန်းလေးတစ်ပုဒ်ပါပဲ။အဲ့ဒီတုန်းကအလှဆုံးကျောင်းမယ်လေးတယောက်အနေနဲ့လေဟိုးရင်တုန်းကစီနီယာအမဆုရာကိုလိုက်တဲ့သူတွေကနောက်ရတာမဟုတ်ဘူးတကယ်ကိုကျောင်းပါဝါကနေပြင်သစ်နိုင်ငံအထိတန်းစီလို့ရတယ်။တစ်ပင်ရဲ့အောက်မှာအတူတူထိုင်နေရင်ကျွန်တော်ကရုတ်တရက်စီနီယာအမဆုရာအဲ့ဒီတုန်းကဘာလို့ကျွန်တော်နဲ့တွဲဖို့ရွေးချယ်ခဲ့တာလဲလို့မေးလိုက်တယ်။သူမကလက်လန်းပြီးကျွန်တော်နာခေါင်းကိုညှစ်လိုက်တယ်။သူ့ရဲ့အမူအရာကကလေးချော့နေတယ်လို့တိတ်ကိုညင်တာလုံးတယ်။ဒီမေးခွန်းကိုမင်းမေးတာဘယ်နှစ်ခါရှိနေပြီလဲအစောကြီးကလေးကပြောပြပြီးသားမဟုတ်ဘူးလား။မင်းကအတီးကြီးဆုံးမို့လို့လေမင်းဘေးနားမှာရှုပ်ရှုပ်ရှက်ရှက်မင်းကလေးသူငယ်ချင်းတွေမှမရှိခဲ့တာ။စီနီယာအမဆုရာကျွန်တော်ကိုလိန်နေတယ်လို့ကျွန်တော်အမြဲထင်နေမိတယ်ဒါပေမဲ့လည်းပြန်ရင်းစရာအကြောင်းပြချက်လုံးဝရှာမတွေ့ခဲ့ဘူး။ကျွန်တော်စကားချိုလို့ပဲဖြစ်ဖြစ်စကားများလို့ပဲဖြစ်ဖြစ်ပြောရင်တော့အဲ့ဒါကမှအခုအကြောင်းပြချက်ထက်ပိုပြီးအမှန်နဲ့တူနေဦးမယ်။ဒါပေမဲ့တစ်ချက်တော့မှန်တယ်။ကျွန်တော်ကတကယ်ကိုတစ္ဆာရှိတဲ့လူတစ်ယောက်ပါ။ဘေးနားမှာမင်းကလေးသူငယ်ချင်းဆိုတာတိတ်ကိုရှားပါတယ်။ရုပ်လေးကနည်းနည်းခက်ချောချောဆိုရင်မဲ့ဘေးနားမှာမင်းကလေးတွေတယောက်မှမရှိခဲ့ပါဘူး။ငယ်ငယ်ကလေးကအခုချိန်ထိကျွန်တော်နဲ့ခင်မင်းရင်းနေတဲ့မင်းကလေးတိုင်းကအကြောင်းရင်းမရှိပဲကျွန်တော်နဲ့ရန်ဖြစ်ပြီးဝေးကွာသွားတတ်ကြတယ်။စီနီယာအမဆုရာတယောက်တည်းကသာအဆအဆုံးကျွန်တော်ဘေးနားမှာအမြဲရှိနေပေးခဲ့တာပါ။
ညဘက်ရောက်တော့စီနီယာအမစုရာကမျက်နှာတစ်ကိုလက်တန့်ဆင်ပြီးကုတင်ပေါ်မြင်ရင်စာအုပ်ဖတ်နေတယ်ကျွန်တော်ကတော့တစ်ဖက်မှာကွေးကွေးလေးဂိမ်းစော်နေခဲ့တယ်သူမကရုတ်တရက်စာအုပ်ကိုချလိုက်ပြီးလက်လန်းကစားပွဲတင်မိအိမ်လေးကိုနှစ်ချက်လောက်မိတ်တုံလုပ်လိုက်တယ်ဒါကကျွန်တော်တို့ရဲ့အချက်ပြတင်ကေတလေကျွန်တော်လည်းဘာမှထပ်မပြောနေရောပဲဖုန်းကိုဘေးလင်းပစ်လိုက်ပြီးချက်ချင်းကိုငေါက်ခနဲထထိုင်လိုက်တော့တယ်ဂိမ်းကဘလောက်ပဲစောလို့ကောင်းကောင်းစီနီယာအမစုရာလောက်ကောင်းပါမလားမင်းတို့တွေ 3D ပဲစောနေကြတော့ကျွန်တော်ကတော့ 360 သွားစောလိုက်ဦးမယ်ချွေးတန်တရွဲနဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ပြီးတဲ့နောက်ကျွန်တော်ရဲ့အားအင်တွေကထုံထိုးတက်နေစေမို့အောင်ပွဲခံဖို့အရှိန်ဟုန်နဲ့ထပ်မံတိုက်ခိုက်ပြီးသူ့ကိုအပြက်ရှင်းဖို့ပြင်နေတော့မှာပဲစီနီယာအမစုရာကတော့မျက်နှာချက်ကိုကြည့်ရင်လူကအသက်တာရှိတယ်တေလူလိုအီဇလန်ဝင်နေပြီလေသူမကဆောင်ကိုပေါ်ဆွဲကြုံလိုက်ပြီးမိပိတ်အိတ်တော့မယ်လို့ပူညံလုံးနေတော့တာပဲကျွန်တော်ကိုထပ်ပြီးအခွင့်အရေးမပေးတော့ဘူးလေကျွန်တော်ကလက်မလျှော့နိုင်ပဲအပေါ်ကနေဖိထားလိုက်ပြီးဒီနေ့ပါပဲဖြစ်ဖြစ်ကိစ္စပြအောင်ကိုလုံးမယ်အမောင်ငဲမှာဆန်းပြီးတော့ကိုလုံးမှာသူမကကျွန်တော်ကိုချွဲနွဲ့ရဲ့အကြည့်နဲ့တစ်ချက်ဆွေကြည့်လိုက်ပြီးနင်ကခွေးနှစ်လားစားလို့ကိုမဝနိုင်ဘူးဝုတ်ဟုတ်တယ်ငါကခွေးပဲကျွန်တော်လည်းဘာမှဂယုမဆိုင်တော့ပဲအတင်းတန်းပစ်လိုက်တယ်သူမကနင်းနေလေးရှောင်လိုက်ပြီးလက်ထဲကနေဆံပင်စီးကျိုးလေးတစ်ကွင်းကိုယူပြီးပါးစက်မှာကိုက်ကဆံပင်စတင်စီးတော့တယ်တကယ်လို့မရဘူးဆိုရင်လည်းငါကူညီပေးမယ်လေကျွန်တော်လဲကြောင်သွားပြီးလေးလော့သွားတဲ့ဘောလုံးလိုဖြစ်သွားရတယ်စီနီယာအမစုရာကဘာလို့များနားမလဲရတာလဲကျွန်တော်လိုချင်တာကတယောက်တည်းပျော်ရွှင်ဖို့မဟုတ်ဘူးနှစ်ယောက်သားအတူတူပျော်ပျော်ရွှင်ရွှင်နဲ့တောင်ထိပ်ကိုအတူတူတက်လန်းရတဲ့ပျော်ရွှင်မှုကိုခံစားချင်တာပါညတန်းကောင်ကျော်တော့ရင်းထဲကမွန်းကျက်မှုတွေကိုဖြေဖြောက်ဖို့အိမ်သာဘက်ကိုထွက်လာခဲ့တယ်အဲ့ဒီမှာတင်ကျွန်တော်လျှော်ရမယ့်ဘောလုံးအင်ဂျင်နဲ့အတွင်းခံပေါင်းပြီးကမျက်နှာတစ်တဲ့ဆင်အောက်ကဗီဒီယိုလေးထဲမှာထည့်ထားတာကိုအန်တာစွာတွေ့လိုက်ရတယ်ဗီဒီယိုတကားကိုဆွဲဖွင့်လိုက်တာနဲ့ချင်းစူးစူးအနက်ဆိုးကြီးတစ်ခုမျက်နှာကိုလာရိုက်ခတ်သွားတယ်နေ့လေကဘောလုံးစားထားလို့အင်ဂျီတွေကကျွန်တော်ချွေးတွေနဲ့ရွှဲနစ်နေတာလေအဲ့ဒါကိုလေလုံတဲ့နေရာမှာဒီလောက်ကြာပိတ်လောင်ထားတော့အနံ့ကတကယ်ကိုပြင်းထန်လုံးနဲ့ကျွန်တော်လဲခါလောက်ဦးကြောင်ဖြစ်သွားတယ်စီနီယာအမစုရာကကျွန်တော်ကိုလျှော်ပေးမယ်ဆိုပြီးဘလို့လို့ဒီရောက်နေရတာလဲမေ့သွားတယ်ဆိုရင်တော့အဝတ်ချင်းလေးထည့်ထားရမှာလေဘာလို့ဗီဒီယိုထဲသွားထိုးတိတ်ထားရတာလဲကျွန်တော်ဘလို့ရေးစဉ်းစားလို့ကိုမရဘူးဒါပေမဲ့နောက်တစ်မျိုးပြောင်းလဲကြည့်တော့လဲစီနီယာအမစုရာကចောင်းသားတွေကိုလည်းစာတင်ရသေးတယ်အိမ်မှုကိစ္စတွေကိုလည်းလုပ်ရသေးတယ်အိမ်တွင်းအိမ်ပြင်ကိစ္စတွေကိုသူတယောက်တည်းတိုင်ခံလုပ်နေရတော့အလုပ်တွေများပြီးမေ့လျော့သွားတာလည်းဖြစ်နိုင်တာပဲလေအဲ့ဒီလိုတွေးမိတော့ကျွန်တော်လည်းလက်ကိုမြောက်ပြီးကိုပါကိုပြန်ချလိုက်မိတယ်စီနီယာအမစုရာကဒီမိသားစုအတွက်ဒီလောက်တောင်ပေးဆက်နေတာကိုကျွန်တော်ကညာတန်းကောင်ကြီးမအိပ်ပဲခေါင်းထဲမှာဟိုတိတ်ပဲမရှိတဲ့ကိစ္စတွေကိုပဲတွေးနေတယ်ပြီးတော့ဒီမှာလာပြီးတန်တရားတွေဝင်နေသေးတယ်ကျွန်တော်တကယ်လူမဆန်ပါလားမနေ့ပြန်ကြရင်စီနီယာအမစုရာနဲ့တေချာတိုင်ပင်ဆွေးနွေးရမယ်အိမ်မှာအိမ်ကူတယောက်တော့မဖြစ်မနေငားမရတော့မယ်နောက်နေ့မနေ့စောစောမှာပဲကျွန်တော်ဒီကိစ္စကိုစီနီယာအမစုရာကိုအလေးနဲ့ထားပြီးပြောပြလိုက်တယ်သူမကစံပြုတ်ခတ်ထဲနေတော့လက်တုံသွားခဲ့တယ်အမြဲတမ်းတီတီငြိမ်ငြိမ်ရှိတတ်တဲ့စီနီယာအမစုရာကရုတ်တရက်အထစ်ထစ်ငေါငေါနဲ့ရှင်းပြလာတယ်နင်ပြောတဲ့အင်ဂျီတွေလားငါအဲ့ဒီနေ့ကဒဲအိုးထဲမှာဟင်းတွေရှိနေသေးလို့ငါမေ့သွားတာပါသူမရဲ့ပုံစံလေးကိုကြည့်ပြီးကျွန်တော်ရဲချင်သွားတယ်မေ့သွားတာပေါ့ငါကမင်းကိုရိုက်မှာမို့လို့လားကျွန်တော်ကအချစ်ပိုစွာနဲ့သူမရဲ့နှာခေါင်းလေးကိုညှစ်လိုက်ပြီးအတန်ကိုနှိမ့်ကအနားကိုတိုးသွားလိုက်တယ်မင်းသိပါတယ်ကိုကကုတင်ပေါ်မှာပဲမင်းကိုရိုက်တတ်တာလေနောက်နေပြန်ပြီးသူမကမျက်နှာလေးရဲသွားပြီးကျွန်တော်လက်ကိုပုတ်ချလိုက်တယ်ပြီးတော့စိုးရိမ်တကြီးနဲ့လန့်ကြည့်လာပြီးနင်ကဒီကိစ္စလေးပြောဖို့အတွက်နဲ့ဒီလောက်တောင်အေးရယူလုပ်နေတာလားဒါပေါ့မဟုတ်ရပါဘူးကျွန်တော်ကသူမရဲ့လက်ကိုစုပ်ကင်လိုက်ပြီးတနာကျင်လာတဲ့မျက်နှာနဲ့စီနီယာအမစုရရဲ့လက်ထက်ခဲ့တာနှစ်တွေလဲဒီလောက်ကြာပြီဆိုတော့မင်းတော်တော်လေးပင်ပန်းနေရှာပြီအလောက်ကင်ကိုလည်းဂယူးဆိုင်ရတဲ့အိမ်ကိုလည်းကြည့်ရသေးနဲ့ကိုကလည်းအချိန်ပိုတွေခဏဆင်းနေရတော့မင်းကိုမကူညီပေးနိုင်ဘူးလေဒါကြောင့်အိမ်အတွက်အိမ်ကူတယောက်ငားဖို့ကိုဆုံးဖြတ်လိုက်ပြီးမရဘူးသူမရဲ့အတန်ကရုတ်တရက်ကျဲသွားပြီးအမီးနှင်းခံလိုက်ရတဲ့ကြောင်တကောင်လိုပဲတကိုယ်လုံးတောင့်တင်းသွားတယ်အိမ်ကူငားလို့မဖြစ်ဘူးလုံးဝငားလို့မရဘူးကျွန်တော်လဲကြောင်သွားပြီးဘာလို့ငားလို့မရတာလဲအဲ့ဒီတော့မှစီနီယာအမစုရာကသူမအမူအရာပြတ်သွားတာကိုတတိထားမိသွားပြီးမျက်လွှာချကအတန်ကိုပြန်လျှော့လိုက်ပြီးငါကအိမ်မှာသူစိမ့်တွေရှိနေရင်အကျင့်မဖြစ်လို့ပါငါတို့ရဲ့ကိုပိုင်ဘဝကိုတခြားသူတွေအနောက်ရှက်ပေးတာမျိုးမလိုချင်ဘူးစကားဆုံးတာနဲ့သူမကကျွန်တော်ကိုတကားပြင်ဘက်အတင်းတုံးထုတ်ပြီးနင့်လုံနေမြင်သွားလို့တော့အလာကားနေရင်ရှောက်မတွေးနေနဲ့အိမ်ကိစ္စကငါတယောက်တည်းလုပ်နိုင်ပါတယ်ရုံရောက်တော့အိမ်ကူငားမဲ့ကိစ္စကိုတာဖုံးကိုပြောပြလိုက်တယ်ဒီကောင်ကြားပြီးတော့အန်တွေတောင်ကြိတ်ထားလိုက်သေးတယ်စုရလို့ဒီလောက်ကောင်းတဲ့မိန်းမကိုမင်းကဘလို့လုပ်ပြီးရသွားတာလဲကွာတော်ပါတော့ကွာကျွန်တော်ကစကားလမ်းကြောင်းလွှဲလိုက်ပြီးမင်းညကမင်းတို့ဘာမှသွားကစားတာဘလို့နေလဲသူကချက်ချင်းပဲအားတက်သွားပြီးဖုန်းကိုထုတ်ကကျွန်တော်စီကိုဓာတ်ပုံတွေအများကြီးပို့ပေးလာတယ်ဖုန်းမျက်နှာပြင်အပြည့်မှာဆက်စီကြတဲ့ကောင်မလေးတွေတူနာပြုတ်မလေးအိမ်ဖော်မလေးယုံမလေးဝတ်စုံတွေနဲ့အမေးရောင်ချေအိတ်ရှိအဖြူရောင်ချေအိတ်ရှိပိုက်ကွန်ချေအိတ်ရှိတွေနဲ့မျက်စိကိုလဲသွားစေတာပဲကျွန်တော်ကတပုံချင်းစီဆွဲကြည့်လိုက်ပေမဲ့ရင်ထဲမှာတော့ဘာလို့ရှားမှုမှမဖြစ်ပေါ်ခဲ့ဘူးအမှန်တိုင်းပြောရရင်ဒီမိန်းမတွေဘလောက်ပဲဆွဲဆောင်မှုရှိအောင်လုပ်ပြကျွန်တော်စိတ်ဝင်စားမှုကိုနည်းနည်းလေးတောင်မဆွဲဆောင်နိုင်ပါဘူးကျွန်တော်ကပုံမှန်ဆိုအရန်ကောင်းတာတွေကြီးစားနေရလို့ပဲပြောရမလားကျွန်တော်ရဲ့စံတက်မှတ်ချက်တွေကစီနီယာအမစုရာကြောင့်အရန်ကိုမြင့်မားနေခဲ့ပြီလေအခုကျွန်တော်ခေါင်းထဲမှာအပြည့်တွေးနေမိတာကစီနီယာအမစုရာသာမင်းအောင်ချေအိတ်ရှိလေးဝတ်လိုက်မယ်ဆိုရင်ဘယ်လိုပုံစံမျိုးဖြစ်သွားမလဲဆိုတာကိုပါပဲကျွန်တော်မှတ်ဉာဏ်ထဲမှာတော့သူမတခါမှမဝတ်ဘူးတလို့ပဲကျွန်တော်စိတ်ကူးထဲမှာတော့အဲ့ဒီပုံရိပ်ကိုမြင်အောင်လို့မရဘူးဖြစ်နေတယ်စီနီယာအမစုရာကလူတွေကိုပေးစွမ်းတဲ့ခံစားချက်ကအမြဲတမ်းတက်ရှင်းစင်ကြယ်ပြီးဖြူစင်နေတာမျိုးလေတစ်ချက်ကြည့်လိုက်တာနဲ့ကာကွယ်ပေးခြင်းစိတ်ပေါ်လာသလိုအနိုင်ကျင့်ခြင်းစိတ်ကိုလည်းမထိန်ချုပ်နိုင်အောင်ဖြစ်စေတယ်ယောက်ျားတွေကိုဖန်ဆားဖို့ဆွဲဆောင်မှုရှိအောင်တမင်ဟန်လုံးနေမဲ့သူမရဲ့ပုံစံကိုကျွန်တော်လုံးဝမြင်အောင်လို့ကိုမရပါဘူးဒါဖုန်းကဖုန်းဆွဲကြည့်နေရင်းနဲ့ကျွန်တော်ဖုန်းဝေါ်ပေပါကိုမတော်တဆလမ်းမြင်သွားတယ်အဲ့ဒါကတက္ကသိုလ်ကျောင်းသားဘဝတုန်းကစီနီယာအမစုရာကိုကျွန်တော်ရိုက်ပေးထားတဲ့ပုံလေးဝိမင်ရေကန်ဘေးမှာအဖြူရောင်ကာဝင်လေးဝတ်ပြီးပြုံးနေတဲ့သူမရဲ့ကာဝင်စုံလေးနဲ့ဆန်ရွယ်လေးတွေကလေပြေးဝိမှာလွတ်လူနေခဲ့တယ်ဒါဖုန်းရဲ့လက်ကရက်တန့်သွားပြီးဖုန်းထဲကမိမချောလေးတွေကတကယ်အတူအယောင်တွေလို့ရုတ်တရက်ခံစားလိုက်ရတယ်အလှပြင်ထားတဲ့တာမန်မိမတွေပေါ့စခင်ဘလောက်ပဲပြောင်းမင်းရဲ့စီနီယာအမစုရာရဲ့ original ပုံစံလေးကိုမိမှာမဟုတ်ပါဘူးကွာ
ပြောပြီးတော့သူကတွေးလေဒေါသထွက်လေဖြစ်လာပြီးကျွန်တော်လည်းဘင်းကိုအတင်းညစ်တော့တယ်ချမ်းချမ်းမင်းကတကယ်တေးတဲ့နဲ့ကောင်ပဲမနောက်ပါနဲ့ကွာမနောက်ပါနဲ့ကျွန်တော်ကသူ့လက်ကိုဆွဲခွာရင်ငါမှလည်းငါခက်ခဲနဲ့ငါရှိပါတယ်ကွာသူကပိုပြီးအားထဲညစ်လိုက်ပြီးမင်းလိုကောင်ကများအခက်ခဲရှိသေးတယ်ပေါ့လေမင်းကအခက်ခဲဆိုတာနဲ့တောင်မတန်ဘူးဆိုတာတီလာကောင်းကျုပ်ခံစားနေရလျက်နဲ့ကျေးဇူးမဆက်တတ်တဲ့ခွေးကောင်စီနီယာအမအစုရာကအိမ်ကူငါ့ခွင့်မပြုတော့ကျွန်တော်ကိုယ်တိုင်ပဲပိုပြီးအလုပ်စူးစမ်းရတော့တယ်အလုပ်ဆင်းလို့ပြန်ရောက်တာနဲ့ကျွန်တော်မျက်စီထဲမှာအလုပ်တွေကြီးပဲကျန်းတိုက်စားပွဲတုပ်ဟင်းရက်ကူစေးပေါ့စီနီယာအမအစုရာကမြင်တော့မျက်လုံးလေးတွေကွေးသွားအောင်ပြုံးနေလေရဲ့ဒီလောက်တောင်လိမ္မာနေတာလားညကြရင်တေချာလေးဆုချပေးရမယ်ကျွန်တော်လည်းချက်ချင်းကိုတက်ကြွသွားပြီးပိုပြီးအားကျုံးမှန်တက်လို့တော့တာပါပဲညရောက်တော့စီနီယာအမအစုရာကကျွန်တော်ကိုရေချိုးကန်းနဲ့တွန်းပို့ရင်နေရင်ရေသွားချိုးလိုက်ပြီးရင်ကုတင်ပေါ်မှာမောက်နေငါနှိပ်ပေးမယ်ကျွန်တော်ကသူမကိုပါရေချိုးကန်းနဲ့အတင်းဆွဲသွင်းလိုက်ပြီးကိုလာချိုးပေးလေရေချိုးပြီးတော့စီနီယာအမစုရာကကျွန်တော်ကိုကုတင်ပေါ်မောက်ခိုင်းထားပြီးသူမကကျွန်တော်ခါပေါ်ထိုင်ကခတ်ဖို့ဖို့လေးနှိပ်ပေးနေတယ်အိဆက်ဆက်နူးညံ့တဲ့လက်လေးတွေကကြောတို့တစ်လျှောက်အောက်ကိုဖိချသွားပြီးညောင်းညာနေတဲ့နေရာတွေကိုရောက်ရင်နှစ်ချက်လောက်ပို့ပြီးပွတ်နေပေးတယ်အားကတကယ့်ကိုအနေရော်လေးပဲကျွန်တော်ကခေါင်းပေါ်မောက်ရင်ဖုံးကိုအရှိမထားပြီးဂိမ်းစော်နေတယ်ဘေးနားမှာတော့စီနီယာအမစုရာဖြောထားတဲ့ရေနွေးချမ်းလေးကပူပူနွေးနွေးနဲ့စံပယ်ပန်းနဲ့လေးတင်းပြက်နေတာပေါ့တကယ်ကိုစိမ့်ကြလုံးပါတယ်နှိပ်ပေးနေရင်နဲ့စီနီယာအမစုရာကရုတ်တရက်မေးလာတယ်ရောကြရှင်ကခြေအိတ်ရှည်တွေကိုကြိုက်တာလားကျွန်တော်ကြောင်သွားပြီးပထမဆုံးတွေးမိလိုက်တာကမင်းကဖုံးကိုခိုးကြည့်တယ်ပေါ့နေ့လေကဒါဖုံးအဲ့ဒီကောင်ပို့ပေးရဲ့ဆက်စီကြတဲ့ကောင်မလေးတွေကတကယ်တယောက်နဲ့တယောက်မတူတဲ့ခြေအိတ်ရှည်မျိုးမျိုးကိုဝတ်ထားကြတာသူမရဲ့လက်ကလေးခဏရက်တန့်သွားပြီးမကြည့်ပါဘူးရှင်လဲတီသားနဲ့ကျမရှင်ဖုံးကိုဘယ်တော့မှမကြည့်ဘူးဆိုတာဒီတိုင်းရှင်သဘောကျလားလို့ရိုးရိုးလေးမေးကြည့်တာပါကျွန်တော်ဖုံးရဲ့ password ကအမြဲတမ်းစီနီယာအမစုရာရဲ့ကိုရေးချက်လက်တွေကြီးပဲလေသူမကြည့်ချင်တယ်ဆိုရင်အချိန်မရွေးကြည့်လို့ရပါတယ်ဒါပေမဲ့သူမကကျွန်တော်ဖုံးကိုတခါမှစစ်ဆေးလေးမရှိဘူးကျွန်တော်စဉ်းစားကြည့်ပြီးခြေအိတ်ရှည်တို့ဘာတို့ကတော့အဆင်ပြေပါတယ်စီနီယာအမစုရာအနေနဲ့ကိုကြိုက်ကိုတမင်တက်တက်အလိုလိုက်ပြီးဝတ်ပြနေစရာမလိုပါဘူးသူမကအင်းလိုပြန်ထူးပြီးစကားလမ်းကြောင်းချက်ချင်းလွှဲလိုက်တယ်ရောကြဒီနေရာနာလာအားကအရန်ပြင်းနေလားသူမစကားပြောလိုက်တဲ့အချိန်ထွက်လာတဲ့လင်းငွေလေးကကျွန်တော်ကိုပိုးလေးကိုလာရိုက်ခတ်နေတော့ရားကြည့်ကြည့်လေးဖြစ်နေတယ်ကျွန်တော်လည်းအနေတော်ပဲလို့ညီးလိုက်တယ်ရင်ထဲမှာတော့ကြံစီနေလိုက်တဲ့ခါနေနှိပ်လို့ပြီးတာနဲ့ကြားစာကြီးအစာကိုဟတ်တယ်လို့စီနီယာအမစုရာကိုအပိုင်သိမ်းပစ်လိုက်မယ်လို့ပေါ့ဘာပဲဖြစ်ဖြစ်သူမကကျွန်တော်ကိုဆုချနေမှတော့ကျွန်တော်လည်းသူမကိုတေချာလေးကျေးဇူးပြန်ဆက်ရမှာပေါ့နှိပ်ပေးတာအရန်စိန်ကြလုံးလို့ပဲဖြစ်မယ်ဒါမှမဟုတ်တောက်ထားတဲ့ရေနွေးချမ်းကနှွေးထွေးနေလို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဂိမ်းစော်ရင်းနဲ့အရန်အာယုံဆိုင်လုံးသွားလို့လည်းဖြစ်နိုင်တာပဲအချုပ်ပြောရရင်တော့နှိပ်ရင်းနဲ့ကျွန်တော်မျက်ခွန်တွေအချင်းချင်းရန်ဖြစ်ပြီးစမိုက်ကြလာတော့တာပါပဲဘယ်ချိန်ကလေးကလက်ထဲကဖုံးလွတ်ကျသွားမှမသိဘူးခေါင်းတစ်ဖက်ဆောင်းပြီးတော့ကိုအသေးလဲအိပ်ပျော်သွားတော့တာပဲမျက်လုံးပြန်ဖွင့်လိုက်တော့နောက်နေ့မနက်ခင်းတောင်ရောက်နေပြီနေရောင်ကြီးကလိုက်ကကြားကနေထိုးဖောက်ဝင်ရောက်နေတယ်ကျွန်တော်ကုတင်ပေါ်မှာမောက်ရက်သားနဲ့ခါးတွေညောင်ကြောတွေနာပြီးတကိုယ်လုံးအယိုးတွေပြုတ်ထွက်သွားမှတက်ဖြစ်နေတယ်တညာလုံးအိတ်ထားတာတောင်မှပိုပြီးပင်ပန်းနေတယ်လို့ပဲကျွန်တော်မျက်နှာရှုံးမဲ့ပြီးထိုင်လိုက်ကခါးနောက်ပိုင်းကိုပုတ်တက်လိုက်တယ်စီနီယာအမစုရရဲ့လက်အားကနည်းနည်းလေးများသွားတာများလားအိမ်မှုကိစ္စလုပ်ရတာဒီလောက်တောင်ပင်ပန်းလိမ့်မယ်လို့ကျွန်တော်တခါမှမတွေးဘူးခဲ့ဘူးပင်ပန်းလာတာနဲ့အမျှကျွန်တော်စီနီယာအမစုရကိုပိုတနာလာတယ်အဲ့ဒါနဲ့ကျွန်တော်လည်းအလုပ်တွေကိုလူလုပ်တယ်အလုပ်လုပ်တော့စီနီယာအမစုရကကျွန်တော်ကိုစူးချတယ်စူးချလေကျွန်တော်ပိုပင်ပန်းလေတယ်အဲ့ဒီအခါသူမကိုကျွန်တော်ပိုပြီးတနာမိပြန်ရောဒီလိုနဲ့ပဲတန်တရားလဲနေတော့တာပါပဲပိတ်ရက်မှာကျွန်တော်ဒါဖုန်းတို့ကိုဘတ်စကတ်ဘောကစားဖို့ချိန်လိုက်ပြန်တယ်နှစ်နာရီလောက်ပဲကစားရသေးတယ်ကျွန်တော်မခံနိုင်တော့ဘူးကွင်းပေးမှာထိုင်ပြီးရေကိုအငမ်းမရတောက်နေလိုက်တယ်ဒါဖုန်းကအနားကိုကပ်လာပြီးမျက်နှာပြောင်တိုက်တဲ့အပြုံးနဲ့ရဲရင်အာချမ်းမင်းပုံစံကတိတ်မဟန်ဘူးနော်လောလောဆယ်မိမ့်မစီအခွန်တွေအရန်ဆက်နေရလို့လားလူငယ်ဆိုရင်မဲ့လေဒီလောက်ကြီးဖြက်စီးပြစ်လို့မဖြစ်ဘူးကွာအတိုင်းတာလေးတော့ရှိရမယ်တော်စမ်းပါကွာငါလောလောဆယ်အိမ်မှုကိစ္စတွေအရန်လုပ်နေရလို့ပါကိုအိမ်မှုကိစ္စလေးလုပ်ရတာဘလောက်များပင်ပန်းမှာမို့လို့လဲမင်းကလူပြိုဆိုတော့အိမ်မှုကိစ္စလုပ်ရတာဘလောက်ပင်ပန်းလဲဆိုတာမသိပါဘူးကျွန်တော်ချွေးတုတ်လိုက်ပြီးငါလည်းမလုပ်ခင်ကမသိဘူးလုပ်ကြည့်လိုက်မှပဲလန့်တောင်သွားတယ်နေ့တိုင်းကိုပင်ပန်းလုံးလို့မောက်ရက်လဲကြတာပဲဒါဖုန်းကကျွန်တော်ပခုံးကိုပုတ်ပြီးဝန်ခံလိုက်စမ်းပါကွာမင်းလူကအားနေပြီးဟက်ချလဲနေပြီဆိုတာသူနဲ့အတိတ်ပဲမရှိတာတွေဆက်ပြောမနေချင်တော့ဘူးကျွန်တော်နဲ့စီနီယာအမစုရတို့လောလောဆယ်တခါပဲအတူတူနေရသေးတယ်အဲ့ဒါတောင်မှနည်းနည်းပါးပါးပဲလေဘလို့လုပ်ပြီးအားနေနိုင်မှာလဲဒါပေမဲ့စကားဆက်လို့ပြောရရင်လည်းကဥမတ်တက်လို့ခေါ်တဲ့ဆွေမျိုးတယောက်ကအရင်တုန်းကဆိုမနက်တိုင်းကျွန်တော်စီလာလဲတက်ပေမဲ့လောလောဆယ်တော့ကျွန်တော်စီအလဲမလာတာတော်တော်လေးကြာသွားပြီဘောလုံးကစားပြီးအိမ်ပြန်ရောက်တော့စီနီယာအမစုရကထမင်းဟင်းတွေချက်ထားပြီးပြီကျွန်တော်ထိုင်ချလိုက်ပြီးချက်ချင်းစားတော့တာပဲကျူးဆက်ကြော်ကိုအာပါတရဆုပ်စားနေတော့သူမကရုတ်တရက်ဒီနေ့ရှင်ကွင်းထဲတိတ်မဝင်ရဘူးထင်တယ်လို့မေးလိုက်တယ်ကျွန်တော်အန်တသွားပြီးမင်းကိုဘောလုံးကစားတာလာကြည့်လို့လားမလာပါဘူးဒါဆိုမင်းကဘလို့လုပ်တည်တာလဲသူမကဟင်းတစ်ဖက်ကိုသူနဲ့ညံ့ရင်စောစောကရှင်းအင်ဂျီတွေလျှော်ပေးတော့ကကြည့်လိုက်တာလေရှင်းအင်ဂျီတွေတိတ်မစုံနေဘူးလေကျွန်တော်လန့်သွားတယ်စီနီယာအမစုရကပုံမှန်ဆိုဒီလိုကိစ္စတွေကိုတတိထားမိတက်လိုက်မယ်လို့မထင်ထားဘူးလေဒီနေ့ခြေစွမ်းတိတ်မပြနိုင်လို့တိတ်မကစားဖြစ်တာပါသူမကတခုခုကိုစဉ်းစားနေတဲ့ပုံနဲ့သူကိုကြိုက်ထားရင်ဘာမှဆက်မပြောတော့ဘူးထမင်းစားပြီးတော့ကျွန်တော်ကထုံးစံအတိုင်းစားပွဲသိမ်းပန်းကန်စေးတာတွေကိုလူလုပ်လိုက်တယ်သူမကမလုပ်ခိုင်းပေမဲ့လည်းကျွန်တော်ကိုမနိုင်ပါဘူးဒါပေမဲ့ဒီနေ့တော့စီနီယာအမစုရကထူးထူးဆန်းဆန်းပဲကျွန်တော်ကိုစုမချခဲ့ဘူးရေနွေးချမ်းလည်းမချော်ပေးတယ်လို့ကျွန်တော်ကိုအကျော်လည်းမနှိပ်ပေးဘူးနွားနို့ပူပူတစ်ခွက်ကိုပဲနှွေးပြီးကုတင်ပေးမှာညင်ညင်တာတာလေးလာချထားပေးတယ်တောက်ပြီးရင်စောစောအိတ်တော့နော်နွားနို့ပူပူတစ်ခွက်ကဒီလောက်တောင်အစွမ်းထက်လိုက်မယ်လို့ကျွန်တော်တခါမှမတွေးဘူးခဲ့ဘူးနောက်နေ့မနက်နိုးလာတော့ခါလည်းမယောင်းတော့ဘူးကြော်လည်းမနာတော့ဘူးလူလည်းအရန်ကိုလန်းဆန်းနေတယ်ရန်နှဲငယ်ဆက်တိုက်တောက်ပြီးသွားတဲ့နောက်တကူလုံးကအယိုးကြောတွေအစ်စ်လဲလိုက်တယ်လို့ပဲကျွန်တော်ကစီနီယာအမစုရကိုမင်းနွားနို့ထဲမှာဘာတွေထည့်ထားတာလဲလို့မေးလိုက်တယ်သူမကအဝတ်ခောက်နေရင်ခေါင်းတောင်မမော့ပဲဘာမှမထည့်ထားပါဘူးနွားနို့အစ်စ်တီးတတ်ပါဒါဆိုရင်ငါကဘာလို့တစ်ခွက်တောက်ရင်လန်းဆန်းသွားပြီးနှစ်ခွက်တောက်ရင်ဘယ်တော့မှမပင်ပန်းတော့တယ်လို့သုံးခွက်တောက်ရင်အိုမင်းမသွားတော့တဲ့ဆေးလိုခံစားနေရတာလဲ
ဒါဆိုငါနောက်ပိုင်းနေ့တိုင်းတိုက်မယ်လေကျွန်တော်ကခေါင်းညိတ်လိုက်ပြီးနွားနို့ကကောင်းတယ်တောက်ရမယ်မင်းဟိုစံပဲပန်းရင်နှွေးချမ်းကိုနောက်ထပ်မဖြော်ပေးနဲ့တော့အဲ့ဒါတောက်ရင်အမြဲတမ်းအိမ်ငိုက်လာလို့နေ့လယ်ဘက်အရေးကြီးတဲ့အစည်းအဝေးရှိသေးတယ်လန်တဝက်ရောက်မှ USB ကိုအိမ်မှာကြံခဲ့မှန်းတတိရတော့တယ်ဒီချိန်ဆိုစီနီယာအမစုရာကကျင်းတေပေါက်အတန်းတက်နေလောက်ပြီဒါကြောင့်ကျွန်တော်ကိုယ်တိုင်ပဲအိမ်ကိုလှည့်ပြန်ပြီးတွားယူရတော့တာပေါ့အိတ်ခမ်းတကားကိုတွန်းဖွင့်လိုက်တဲ့အခါကျွန်တော်ခြေလမ်းတွေရုတ်တရက်ရပ်တန့်သွားတယ်ကျွန်တော်ရဲ့ဘတ်စကတ်ဘောအင်ဂျီနဲ့အတွင်းခံပေါင်းဘီကကုတင်ဘေးကစားပွဲပူလေးပေါ်မှာတင်ထားလျက်သားပဲအတွင်းခံပေါင်းဘီပေါ်မှာမချောက်တချောက်ရေခွက်တစ်ခုရှိနေပြီးစမ်းကြည့်လိုက်တော့စိုးထိုင်းထိုင်းလေးဖြစ်နေတယ်ကျွန်တော်နားကပ်ပြီးနမ်းကြည့်လိုက်တော့အဝတ်လျှော်ကြီးအနံ့လေးရနေတယ်ဒါနဲ့ကျွန်တော်လည်းလက်ချီတက်တက်အဝတ်လျှော်ဆက်ထဲပစ်ထည့်လိုက်တယ်စီနီယာအမစုရာတယောက်ဒီတလောမှာတဖြည်းဖြည်းမြင့်တက်လာလိုက်တာအဝတ်လျှော်ရည်တောင်ထည့်ပြီးပြီကိုအဝတ်လျှော်ဆက်ထဲထည့်မလဲရကောင်းမှမသိဘူးကုမ္ပဏီကမကြသေးခင်ကဒါဘန်စီကိုအလုပ်တင်ကောင်မလေးတယောက်ထည့်ပေးလိုက်ပေမဲ့သူကမတင်ပေးခြင်းလို့အဲ့ဒီကောင်မလေးကိုကျွန်တော်စီလွှဲချလိုက်တယ်ကျွန်တော်လည်းအဆက်ကတော့မတင်ပေးခြင်းပါဘူးဒါပေမဲ့ဒီကောင်မလေးကအပင်ပန်းခံနိုင်တဲ့အပြင်အလုပ်လုပ်ရမှာလည်းတော်တော်လေးပါနဲ့တယ်သူမကိုဘောလုံးတစ်လုံးလိုဟိုဘက်ဒီဘက်ကန်ထုတ်ခံနေရတာကိုမကြည့်ရတာနဲ့ပဲလက်ခံလိုက်တော့တယ်အလုပ်ချိန်ပြင်ပမှာလည်းကျွန်တော်သူ့ကိုခေါ်ပြီးဂိမ်းအတူတူဆော့ဖြစ်သေးတယ်ကျွန်တော်ကတင်းနဲ့သမားဟောက်ရီကိုကင်ပြီးသူကတော့အထောက်ကူပြုထိုက်ရီကိုကင်တယ်ကျွန်တော်တို့နှစ်ယောက်ရဲ့ဟန်ချက်ညီမှုကတော်တော်လေးအချိတ်ဆက်မိနေတော့မယ်နဂါးနားမှာအဖွဲလိုက်ချနေတော့စီနီယာအမစုရာစီကနေရုတ်တရက်ဖုံးဝင်လာတယ်ကျွန်တော်လည်းနေရာရွှေ့ရင်းနဲ့ဖုံးကိုကင်လိုက်တယ်ဟယ်လိုရှင်ခုလေးတင်အိမ်ပြန်လာသေးလားသူမရဲ့အတန်ကနည်းနည်းခက်ဝေးဝေးကနေကြားနေရတယ်လို့ပဲကျွန်တော်အာယုံတွေအားလုံးကဂိမ်းထဲမှာပဲရောက်နေတာဆိုတော့ခဏတော့တေးသေးချာချာမကြားလိုက်ရဘူးအဲ့ဒီအချိန်လေးမှာပဲကောင်မလေးကချိတ်တစ်ချက်နဲ့တစ်ဖက်ရန်သူရဲ့အဓိကကောင်ကိုကွက်တီဖမ်းဆွဲနိုင်သွားတယ်မြ မြန်တင်းတဲ့သမားပြစ်တော့ကျွန်တော်လည်းတဟုန်ထိုးစိတ်လှုပ်ရှားသွားပြီးလာပြီလို့អော်လိုက်တယ်ကျွန်တော်ရဲ့အကောင်းဆုံးလက်စွမ်းပြမှုအောက်မှာတစ်ဖက်ဖွဲ့လုံးပြုတ်ပြုံသွားပြီးတပွဲလုံးကိုအဆုံးတက်လိုက်နိုင်တယ်တစ်ဖက်ရန်သူရဲ့အခြေစိုက်စကန်ပောက်ကွဲသွားတဲ့အချိန်ရောက်မှပဲစီနီယာအမစုရာကဘယ်ချိန်တည်းကဖုံးချသွားမှမသိတာကိုကျွန်တော်သတိထားမိတော့တယ်ကျွန်တော်ပြန်ခေါ်လိုက်ပြီးခုနကဘာပြောလိုက်တာလဲလို့မေးလိုက်တယ်ဘာမှမဖြစ်ပါဘူးသူမကခဏလောက်ရက်သွားပြီးမင်းအလုပ်ရင်လှုပ်လိုက်ပါဦးတဲ့ကျွန်တော်ဖုန်းကိုစိုက်ကြည့်ရင်တခုတော့မားနေပြီလို့တရရိပ်ခံစားလိုက်ရတယ်ဒါပေမဲ့ကျွန်တော်ကအခုအလုပ်လုပ်နေတဲ့အချိန်ဆိုတော့ဘယ်နေရာမှာပြဿနာတက်သွားလဲဆိုတာကိုလည်းမသိနိုင်ဘူးလေအလုပ်ဆင်းလို့အိမ်ပြန်ရောက်တော့လေအိမ်ရဲ့လေတူးကဘာမှထူးခြားမဖြစ်နေပါဘူးစီနီယာအမစုရာကထမင်းဟင်းတွေချက်ပြုတ်ထားပြီးစကားပြောတာကလည်းနူးနူးညံ့ညံ့လေးပါပဲနေ့လေကဖုံးဆက်တာဘာကိစ္စလဲလို့ကျွန်တော်မေးကြည့်တော့သူမကခေါင်းခါပြပြီးဘာမှမဖြစ်ပါဘူးလို့ပြောတယ်ကျွန်တော်ထက်မေးတော့သူမကပြုံးလိုက်ပြီးကျွန်တော်စိတ်ထင်နေတာပါလို့ပြောတယ်ကောင်းပြီလေလို့ပဲမှတ်လိုက်တော့တယ်အဲ့ဒီညကကျွန်တော်ထုံးစံအတိုင်းနွားနို့ပူတစ်ခွက်တောက်လိုက်တော့မယုံနိုင်လောက်အောင်ကိုအိတ်ချင်လာပြီးခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတော့တယ်ကျွန်တော်တိတ်ကိုရှည်လျားတဲ့အိမ်မက်တစ်ခုကိုမက်ခဲ့တယ်အိမ်မက်ထဲမှာကျွန်တော်နဲ့စီနီယာအမစုရာတို့ပြင်းပြဖယန်းနဲ့ရှိုက်ကြပြီးအဲ့ခန်းဆိုဖာမီးဘိုချောင်ပြတင်းပေါက်ခုံအိမ်သာဆတဲ့အိမ်ရဲ့ထောင်းစိတ်တိုင်းကိုနမ်းရှိုက်ခဲ့ကြတယ်ကျွန်တော်အမြဲတမ်းလှုပ်ချင်နေခဲ့တဲ့ကိစ္စတွေကိုအားရပါရကိုတဝကြီးလှုပ်ပစ်လိုက်တယ်နောက်တနေ့မနက်ကျွန်တော်ပုံမှန်တိုင်းအလုပ်သွားတော့အလုပ်တင်ကောင်မလေးကအလုပ်မလာဘူးပြီဝန်ထမ်းရေးရာဌာနကိုသွားမေးကြည့်တော့သူတို့ကကောင်မလေးအလုပ်ထွက်သွားပြီလို့ကျွန်တော်ကိုပြောလာတယ်အလုပ်ထွက်စာရွက်စာတမ်းတွေကိုတောင်ကုမ္ပဏီကိုလာမလုပ်ပဲမလာတော့ဘူးဆိုတဲ့မက်ဆေ့ကြလေးတစ်ဆောင်ပဲပို့ထားခဲ့တာတဲ့ဒါပန်ကအနားကိုကတ်လာပြီးအတိတ်ပဲပါအကြည့်မျိုးနဲ့ကြည့်ကအာချမ်းမင်းသူများသားသမီးကိုဘာတွေလုပ်လိုက်တာလဲလို့မေးတယ်ကျွန်တော်သူ့ကိုဆွေးကြည့်လိုက်ပြီးမင်းမသာမင်းမတင်ပေးရဲ့ငါးစီကိုထိုးအပ်ခဲ့ပြီးတော့လာမေးရဲသေးတယ်ပေါ့လို့ပြန်ပြောလိုက်တယ်ပြောရရင်လည်းထူးဆန်းနေပြီဒီရက်ပိုင်းအဲ့ဒီကောင်မလေးနဲ့အတူတူအလုပ်လုပ်ကြည့်ရတဲ့လောက်သူ့ရဲ့စိတ်ခံစားချက်ကတော်တော်လေးတည်ငြိမ်တာပဲအခုလိုနှုတ်မဆက်ပဲထွက်သွားမဲ့လူမျိုးနဲ့ကိုမတူဘူးကျွန်တော်ကောင်မလေးစီမက်ဆေ့ကြပို့ပြီးဘာဖြစ်လို့လဲလို့မေးကြည့်တော့တစ်ဖက်ကကက်ယောဂါဘေးကြီးကိုမြင်လိုက်ရတယ်လို့မျိုးသူဒီမျိုးကနေထွက်ခွာသွားပြီးဖြစ်ကြောင်းနဲ့သူ့ကိုနောက်ထပ်ဆက်သွယ်တာတွေမလုပ်ဖို့ပြောလာတယ်ကျွန်တော်ထပ်ပြီးမေးခွန်းထုတ်တော့အံ့စရာကောင်းလောက်အောင်ကျွန်တော်ကိုဘလော့လိုက်တယ်ဗျာ VS ဖုံရောဂိမ်းတွေကသူငယ်ချင်းကောက်ရောအားလုံးအမေးအောင်ဖြစ်ပြောင်းသွားတယ်တကယ်ကိုလုံးပါတယ်ဒါပန်ကတော့ကျွန်တော်ကိုတန်တရားမျက်လုံးတွေနဲ့ပို့ပြီးစိုက်ကြည့်လာတယ်ချန်ဝေမင်းကတိုင်းမတက်ဘူးလို့ပြောသေးတယ်ပေါ့လေတဲ့အလိုလေကျွန်တော်တကယ်ကိုမတရားဆွဆွဲခံရတာပါဗျာအာချန်မင်းကကိုအမှန်တမ်းပြောစမ်းမင်းမကြီးပေါ်တစ္ဆာဖောက်တဲ့ကိစ္စတွေများလုပ်ခဲ့မိသေးလားငါကဘာတွေလုပ်ရမှာလဲကွာမင်းလည်းတီးသားပဲငါတဘဝလုံးစီနီယာအမစုရပေါ်မှာအကျွမ်းမဲ့တစ္ဆာရှိတယ်ဆိုတာကိုဒါဆိုအဲ့ဒီကောင်မလေးကဘာလို့ဒီလိုတုံ့ပြန်ရတာလဲငါဘယ်လိုလုပ်သိမှာလဲကွာကျွန်တော်ခေါင်းထဲမှာတော့အတွေးတွေကမုန်တိုင်းစင်နေတယ်လို့ပဲငါအလွန်ဆုံးလုပ်ခဲ့တာဆိုလို့သူ့ကိုခေါ်ပြီးဂိမ်းနှစ်ပွဲသုံးပွဲလောက်ဆော့ပေးခဲ့တာပဲရှိတာမင်းသူ့ကိုရောင်ကိုင်းခိုင်းပြီးမင်းပေါ်ခွစီခိုင်းလိုက်တာလားဒါပန်ကစူးစမ်းတဲ့မျက်လုံးတွေနဲ့မေးတယ်ခွစီရမှာလားဘာတွေလာပြောနေတာလဲမင်းတီးတဲ့အတိုင်းပဲငါကအပြောစားအထောက်ကူပြုကောင်တွေကိုမကြိုက်ဘူးလေသူစော့တာလဲတိတ်မကြမ်းကျင်ဘူးဒါကတော့ဒါပန်ကသူ့မေးစေးကိုပုတ်တက်လိုက်ပြီးတော့ကျွန်တော်ကိုရှုပ်ဝက်ဆန်းကျဲတဲ့မျက်နှာပေးနဲ့ကြည့်ကခဏနေကြရင်ငါမင်းကိုပညာရှင်တယောက်စီခေါ်သွားပေးမယ်ဒီကိစ္စရဲ့နောက်ွယ်ကအမှန်တရားကိုဖော်ထုတ်နိုင်ကောင်းဖော်ထုတ်နိုင်လိမ့်မယ်မင်းရောက်သွားရင်သိလိမ့်မယ်လို့ပြောတယ်အလုပ်ဆင်းပြီးတဲ့နောက်ဒါပန်ကကျွန်တော်ကိုအပြင်စင်ပိုင်းမှာအလွန်တရာကိုထူးဆန်းပြီးကြက်တိထက်စရာကောင်းတဲ့ကော်ဖီဆိုင်တစ်ဆိုင်စီချင်းဆိုခဲ့တယ်ကျွန်တော်ရှေ့မှာထိုင်နေတာကတော့အပြာရောင်ဆန်ပင်နဲ့ခွတ်ချစ်ဆန်မီနဲ့ဂေါတစ်မိတ်ကအထူကြီးလိမ့်ချထားတဲ့ကောင်မလေးတယောက်ပါပဲဒီအလုံးစားနေတဲ့ကောင်မလေးကိုတွေးတော့ကျွန်တော်ဒါပန်ကိုကြည့်လိုက်ပြီးအမှုလာစုံစမ်းမယ်ဆိုတာမဟုတ်ဘူးလားဘယ်ချိန်ရှိနေပြီလဲကောင်မလေးလာငန်းနေတော့မယ်လို့ပြောလိုက်တယ်ဒါပန်ကအတန်ကိုနှိပ်လိုက်ပြီးဘာကောင်မလေးလဲဗျဒါငါတို့ရဲ့အလန်းဆုံးဟက်ကာကိုလို့ပြန်ပြောတယ်အပြာရောင်ဆန်ပင်နဲ့ကောင်မလေးကမင်္ဂလာပါကျမနာမီကကိုပါလို့မိတ်ဆက်တယ်ကျွန်တော်သူမရဲ့ဆန်ပင်နှစ်ခွနဲ့ဂေါတစ်မိတ်ကကိုစိုက်ကြည့်ရင်ခါတော့ဘာပြောရမှန်းတော့မသိတော့ဘူးအခုခေတ်ဟက်ကာတွေကဒီလောက်တောင်ကောကြတာလားဗျာကိုကဒါပန်ရဲ့ရှင်းပြချက်ကိုနားထောင်ပြီးတော့ကော်ဖီခွက်ကိုကင်ပြီးတငုံတောက်လိုက်တယ်ပြီးတော့ကျွန်တော်ကိုကြည့်ပြီးအကိုဘာသာအမှန်တိုင်းသာဝန်ခံလိုက်ပါတော့လားအကိုအခြေအနေကဟက်ကာတောင်90ရာမလိုပါဘူးလို့ပြောပြီးသူမခွက်ကိုချလိုက်တယ်အကိုကျင်းတေပေါက်နဲ့ကောလူကောမကျေနပ်လောက်တဲ့ကိစ္စမျိုးလုပ်ခဲ့တာပဲဖြစ်ရမယ်လို့ဆက်ပြောတယ်ဒါပန်ကလက်ကပြပြီးညီအကိုငါမင်းကိုမယုံတာမဟုတ်ဘူးနော်ကြည်လေဟက်ကတောင်မင်းကိုမယုံဘူးတဲ့ကျွန်တော်လဲပြရခတ်သွားပြီးကိုအမကျွန်တော်တကယ်ဘာမှမလုပ်ခဲ့ရပါဘူးဗျာလို့ပြောလိုက်တယ်ဖုံးပေးအမှုစစ်မယ်ဆို
ကျွန်တော်ကိုဘာလို့စစ်မှလဲပြီးကိုနဲ့တာပန်ကတယောက်မျက်နှာတယောက်ကြည့်ပြီးပြိုင်တူပြောလိုက်ကြတယ်ဘာလို့လဲဆိုတော့အကိုကနံပါတ်တန်တရားခံမဲလေတဲ့ကျွန်တော်လည်းဖုန်းကိုထုတ်ပြီးစားပွဲပေါ်ပြစ်တင်လိုက်တယ်စစ်ပြဒါပေမဲ့မှတ်ထားခင်များတို့နှစ်ယောက်ကျွန်တော်ကိုတောင်းပန်ရမယ်လို့ပြောလိုက်တယ်ကိုရဲ့ကျွမ်းကျင်တဲ့လက်စွမ်းပြမှုတွေပြီးမှတော့သူမရဲ့မျက်လုံးအိမ်တွေရုတ်တရက်ကျုံသွားပြီးပါဆက်ထဲကလျက်လုံးတောင်ကိုက်ခွဲမိသွားတယ်ဘေးနားကတာပန်တယောက်လည်းပြာရခတ်ပြီးကနားမငြိမ်ဖြစ်နေတယ်ကိုဘာဖြစ်လို့လဲမြန်ပြောလေငါညီကိုပြစ်မှုကျူးလွန်ထားတဲ့ခိုင်လုံတဲ့တက်တွေများတွေ့သွားပြီလားတဲ့အခုဆိုကျွန်တော်တောင်တန်တရားဝင်လာပြီးဒါတောက်ကျိုးနဲ့တာပန်ငါ့ကို1060နေတာလားလို့ကိုကတတိပြန်ဝင်လာပြီးချန်အကိုရဲ့ဒီတဘဝလုံးကရိုးသားဖြောင်းမှတ်ပါတယ်မကြာခဏလေးလာရေး website တချို့ကိုဝင်ကြည့်တာကလွဲရင်ဘာရုံမှတဲ့အလုံးမလုပ်ထားပါဘူးလို့ပြောတယ်တာပန်မျက်နှာကစိတ်ပြက်သွားတဲ့ပုံပေါက်သွားတယ်မင်းကတော်တော်စိတ်ပြက်သွားတဲ့ပုံပဲနော်ဆိုပြီးကျွန်တော်သူ့ရဲ့အင်ဂျီကော်လာကိုဆွဲဆေးလိုက်တော့တာပန်ကချက်ချင်းမျက်နှာပြောင်းသွားပြီးမတရားဘူးဗျမင်းလည်းငါ့ကိုတီးတာပဲငါကအဆက်ကနေအဆုံးထိဒီကဘာပေါ်မှာမင်းကိုအယုံကြည်ရဆုံးလူပါကွယ်လို့អော်တယ်ကိုကရုတ်တရက်မျက်နှာထားတင်းတင်းကြပ်ကြပ်နဲ့ကျွန်တော်ကိုကြည့်ပြီးအကိုဖုန်းကသူများခိုးနားထောင်တာခံနေရတယ် GPS လည်းတက်ခံထားရတယ်အကိုဘသွားဘသူနဲ့တွေ့ပါတွေပဲပြောတစ်ဖက်လူကအကုန်အသေးစိတ်တည်နေတယ်လို့ပြောလိုက်တယ်ကျွန်တော်ခေါင်းနာပန်းကြီးသွားတယ်ငါတော့စီးပွားရေးသူရှိုတွေမျက်စိကျခံနေရပြီထင်တယ်ပြောစမ်းကျွန်တော်နဲ့ကိုကပြိုင်တူတာပန်ဘက်ကိုခေါင်းလှည့်ကြည့်လိုက်ကြတယ်တာပန်တယောက်ကြောင်အန်းဖြစ်သွားပြီးချက်ချင်းဒေါသတကြီးခုန်ပေါက်တော့တယ်ငါကိုတန်တရားဝင်နေတာလားမင်းတို့နှစ်ယောက်အယူတွေလားငါကမင်းကိုခိုးနားထောင်နေရင်ကိုယ့်တဘောနဲ့ကိုလူရှာပြီးမင်းကိုကူညီပါမလားဒါကအခြေခံယုတ်တိပေတာနဲ့ကိုမကိုက်ညီဘူးလေကွာလို့ပြောတယ်ကိုကလျက်လုံးအစ်တစ်ချောင်းလဲဆုပ်လိုက်ပြီးအတိတ်ပဲတော့ရှိတယ်ငါကိုယ်တိုင်လည်းမဖြစ်နိုင်ဘူးလို့ထင်ပေမဲ့တဲ့ဒါပေမဲ့ငါဖုန်းကစစ်ပြီးသွားပြီလေတာပန်လဲဆေးရမှာပေါ့လို့ပြောရင်ကျွန်တော်သူ့ကိုစိုက်ကြည့်လိုက်တယ်ဝုတ်ကကိုပြန်မခုတ်နိုင်ဘူးလားလို့မေးလိုက်တယ်ကိုရဲ့မျက်လုံးတွေအယောင်လင်းသွားပြီးချက်ချင်းသဘောပေါက်သွားကတာပန်ဘက်ကိုလက်ကမ်းပေးလိုက်ပြီးဖုန်းပေးပါပန်အကိုလို့တောင်းလိုက်တယ်တာပန်ကသူ့အိတ်ကက်ကိုဖုန်းအုပ်ထားရင်မျက်နှာတွေပါဖြူလျော့သွားတယ်မရဘူးလုံးဝမရဘူးမင်းတို့ငါရဲ့ကိုရေးကိုတာရှိုးဝက်ချက်တွေကိုကျူးကျော်လို့မရဘူးတဲ့ကျွန်တော်လည်းလက်ပြန်ကျိုးတော့တယ်လို့သူ့ကိုဖမ်းချုပ်လိုက်တယ်ကိုကမျက်စိလျင်လက်လျင်နဲ့ဖုန်းကိုအောင်မြင်စွာဟတ်လုံးနိုင်သွားတယ်3မိနစ်ကြာတဲ့နောက်ကျွန်တော်နဲ့ကိုမျက်နှာပြင်ကိုစိုက်ကြည့်ရင်နှစ်ယောက်သားဆွငိမ့်သက်သွားကြတယ်တာပန်ရဲ့ဖုန်းထဲမှာတော့ကျွန်တော်ကိုဒုက္ခပေးမဲ့တက်တေတော့မရှိပါဘူးဘယ်လိုပြောရမလဲပောက်ကွဲလောက်တဲ့အခြေအနေကကွန်ရှိကိုကြီးထက်မလျော့ဘူးပြန်ကျွန်တော်ဆုတ်တက်လိုက်ပြီးညစ်ပတ်တဲ့အရာတစ်ခုခုကိုထိမိသွားတယ်လို့မျိုးဖုန်းကိုတာပန်စီကိုပစ်ပေးလိုက်တယ်တာပန်ကဖုန်းကိုပိုက်ထားရင်ဘဝကိုစိတ်ကုန်သွားတဲ့မျက်နှာပေးမျိုးနဲ့ညီအကိုမင်းကိုကူညီဖို့အတွက်နဲ့ငါဘဝတော့လုံးဝပျက်စီးသွားပြီကွာတဲ့ကျွန်တော်သူ့ပခုံးကိုပုတ်ပေးရင်တပြင်းချလိုက်တယ်မင်းရဲ့ဒီတဘဝမှာမကောင်းတာတွေအများကြီးလုပ်ခဲ့သမျှအခုလိုခံရတာတန်ပါတယ်ကွာလို့ပြောလိုက်တယ်10နှစ်တာပန်မှာလည်းပြဿနာမရှိဘူးဆိုတာကိုတေချာသွားတဲ့နောက်ကိုကကျွန်တော်တို့ကိုသူမရဲ့အိမ်စီးကားစီခေါ်သွားတယ်ပြုပြင်ပြောင်းလဲထားတဲ့ EV ကိုကားတစ်စီးပါအပြင်ကကြည့်ရင်တော့ရိုးရိုးတာမှန်ပါပဲအထဲကိုဝင်လိုက်ရောဟာကွာထိန်းချုပ်ခုံပေါ်မှာစက်ခတ်ရင်မျက်နှာပြင်အမျိုးမျိုးအပြည့်အနှက်ပဲဒေတာတွေကယူသွတ်စွာခုံပေါက်နေပြီးအပြာရောင်အလင်းဟပ်နေလို့လူမျက်နှာတွေတောင်စိမ့်ဖက်ဖြစ်နေတယ်မက်ထရစ်စကားကိုကြည့်နေရတယ်လို့ခန်းစားချက်မျိုးပေးစွမ်းနေတယ်ကျွန်တော်တာပန်ကိုအတန်တိုးနဲ့မေးလိုက်တယ်ဒီညီမလေးကိုမင်းဘယ်ကနေတီးတာလဲဒီလောက်တောင်လန်းနေရလားကွာတဲ့တာပန်ကအတန်ကိုနှိပ်လိုက်ပြီးဘယ်လိုရင်းစော်ရင်တီးတာသူကငါရဲ့မာမီလေးလို့ဖြစ်ရဲ့လက်ခွေးပဲကျွန်တော်သူ့ကိုခေါင်းလဲကြည့်လိုက်ပြီးမင်းကကစားတတ်တာပဲလို့ပြောလိုက်တယ်ရုတ်တရက်ကိုရဲဆက်ခိုင်ရင်ပေါ်ကခုံပေါက်နေတဲ့ဒေတာတွေကအဲ့ဒီနောက်မှာပဲဆက်ခိုင်ရင်မျက်နှာပြင်တွေအားလုံးတပြိုင်နက်လင်းလက်သွားပြီးပန်တာဝက်ဝံတကောင်ခုံထွက်လာတယ်အမွှေးတိုင်ထုံးနေတဲ့ပန်တာဝက်ဝံပါကျွန်တော်နဲ့တာပန်ကတယောက်မျက်နှာတယောက်ကြည့်လိုက်မိကြတယ်ကိုမျက်နှာအယောင်အကြီးကျယ်ပြောင်းသွားတယ်ဒုက္ခပါပဲအဲ့ဒါပန်တာရှောင်းရှမ်းမက်စ်ပိုင်းရဲ့စပယ်ကျမတစ်ဖက်လူရဲ့ပြန်လဲခြေရာခန္ဓာခံလိုက်ရပြီလို့ပြောတယ်ဘာလို့ကျွန်တော်អော်လိုက်မိတယ်စက်ပစ္စည်းတွေအကုန်လုံးဘိုင်းရဲ့စကိုက်သွားပြီသူကကီးဘုတ်ပေါ်မှာလက်ချောင်းတွေနဲ့အယူမူရိုက်နေတယ်ဒါပေမဲ့ဆက်ခိုင်ရင်မျက်နှာပြင်ပေါ်မှာပန်တာရှောင်းရှမ်းတွေကပိုများလာတယ်တစ်ဖက်လူကအခုငါရဲ့ဒေတာတွေအကုန်လုံးကိုခိုးယူပြီးဖျက်ပစ်နေပြီးတာပန်လဲပြာရခတ်သွားပြီးမင်းကတောက်ရမ်းတော်တဲ့ဟက်ကဆိုလို့ပြောလိုက်တယ်ဖိုကိုကဆက်ခိုင်ရင်မျက်နှာပြင်ပေါ်ကပိုပြီးရိုင်းဆိုင်လာတဲ့ပန်တာဝက်ဝံကိုစိုက်ကြည့်ရင်ဘာမှမတက်နိုင်တော့ဘူးလေတစ်ဖက်လူကဆရာတဆူပဲအဲ့ဒီနောက်မှာဖိုကိုကမျက်နှာထားတင်းတင်းကြပ်ကြပ်နဲ့ကျွန်တော်ကိုကြည့်ပြီးအကိုကဘလို့လူဆိုးလူမိုက်မျိုးကိုတွားစော်ကားမိတာလဲကျမထင်တာတော့ဖုံးတင်မကဘူးအကိုရဲ့ကားကွန်ပျူတာနဲ့အနားမှာရှိတဲ့ electronic စက်ပစ္စည်းတွေအားလုံးကိုခိုးနားထောင်ခံနေရပြီလို့ပြောလိုက်တယ်ကျွန်တော်လည်းချက်ချင်းချက်တီးမွင်းရင်းတွေထပ်သွားတယ်ဒါပေမဲ့ကျွန်တော်စိုးရိမ်ဆုံးကကျွန်တော်အတွက်မဟုတ်ဘူးစီနီယာအမဆုရာအတွက်ပါတစ်ဖက်လူကဒါကျွန်တော်ကိုဒုက္ခပေးမယ်ဆိုရင်စီနီယာအမဆုရာလည်းကျင်းတေပေါက်ထိခိုက်နေနိုင်ရမှာပဲငါအရင်အိမ်ပြန်လိုက်ဦးမယ်ပြောရင်းဆိုရင်လည်းပဲကျွန်တော်လည်းအိမ်ကိုကတိုက်ပြေးပြန်ခဲ့တယ်မင်းဘာမှဖြစ်လို့မရဘူးနော်ဒါပန်လဲပြန်ကျင်နေမဲ့ကိုကသူ့ကိုဆွဲဖမ်းထားလိုက်တယ်ရှင်သွားလို့မရဘူးရှင်ကိုကူညီဖို့အတွက်နဲ့ငါရဲ့ဒေတာတွေအကုန်လုံးအဖြတ်ခံလိုက်ရပြီဘယ်လိုလုပ်မလဲတဲ့73အိမ်ပြန်ရောက်တော့ကျွန်တော်ဖြစ်ပျက်ခဲ့တဲ့ညကိစ္စဝဝကိုစီနီယာအမဆုရာကိုအသေးစိတ်အကုန်ပြောပြလိုက်တယ်ကျွန်တော်ပြောရလုံးလို့အားကောင်းနေတောင်ခြောက်နေပြီဒါပေမဲ့သူကတော့မျက်နှာလေးအေးဆေးဆေးနဲ့နားထောင်နေတယ်ပြောလို့လဲပြီးတော့သူကကျွန်တော်ဖုန်းကိုကောက်ကင်ပြီးဟိုဒီလျှောက်ကြည့်လိုက်တယ်ပြီးတော့မောကြည့်ပြီးမေးတယ်ဒါကနင်ဖုန်းအစ်စ်လဲချင်လို့ပေးတဲ့အကြောင်းပြချက်လားတဲ့မဟုတ်ဘူးလေကျွန်တော်ပြရခတ်သွားပြီးဟက်ကလေးတော်ဆုံးဆိုတဲ့ဟက်ကကွာမင်းနားမလဲပါဘူးလို့ပြောလိုက်တယ်စီနီယာအမဆုရာကဘာမှဆက်မပြောတော့ပဲတန်းပြီးရဲတိုင်လိုက်တယ်ရဲတွေကလည်းတော်တော်မြန်ရောက်လာတယ်ကျွမ်းကျင်ပညာရှင်တွေပါခေါ်လာကြတယ်ဖုန်းရဲ့ကွန်ပျူတာရဲ့ကားပေါ်ကမှတ်တမ်းတင်ကင်မရာရဲ့အကုန်လုံးကိုတစ်ခေါက်တေချာစစ်ဆေးလိုက်ကြတယ်ကောက်ချက်ချလိုက်တာကတော့ဘာပြဿနာမှမရှိဘူးတဲ့ကျွန်တော်ကြောင့်အန်းဖြစ်သွားတယ်ဒါဆိုကိုကဘလို့ဖြစ်တာလဲသူကကျွန်တော်မျက်စိရှိတင်ကျွန်တော်နဲ့တာပန်ရဲ့ဖုန်းကိုအလွယ်လေးဟတ်လုပ်ပြသွားတာလေပြီးတော့ကျွန်တော်သူ့ကိုတပြားမှလည်းမပေးရသေးဘူးသူကဘာကိုမျှော်လင့်ပြီးလုပ်တာလဲအပြန်လမ်းမှာစီနီယာအမဆုရာကကျွန်တော်လက်မောင်းကိုတွဲထားရင်အတန်အေးလေးနဲ့ပြောတယ်နောက်ဆိုတာပန်နဲ့ရှောက်မလဲပါနဲ့တော့အလုပ်ကိုတေချာစူးစမ်းလုပ်တနေကုန်တန်တရားတွေဝင်ပြီးရှောက်မတွေးနေနဲ့တဲ့ကျွန်တော်ခေါင်းကြီးပြလိုက်ပေမဲ့ဘာမှတော့မပြောဖြစ်ဘူး
ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတခုခုလွဲနေတယ်လို့ခံစားနေရတော့မယ်အိမ်ငိုက်တက်တဲ့ယောဂဟောင်းကပြန်ထလာပြန်ပြီးအရင်တုန်းကစံပယ်ပန်းရေနွေးချမ်းတောက်ရင်အိမ်ငိုက်တက်ပေမဲ့အခုကျတော့နွားနို့တောက်လဲအိမ်ငိုက်နေတာပဲညတိုင်းနွားနို့ပူပူလေးတစ်ခွက်တောက်လိုက်တာနဲ့မျက်ခွန်တွေကခဲဆွဲထားသလိုလေးလံလာပြီးခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတော့တာပဲပြီးတော့ထူးထူးဆန်းဆန်းပြောပြလို့မရတဲ့အိမ်မက်တွေကြီးမှတ်နေတယ်အိမ်မက်ထဲကစီနီယာအမစုရာကအရန်ကိုဆွဲလန်းယူသွတ်နေပြီးလက်တွေဘဝကဖြူစင်ရိုးသားတဲ့အချစ်ဦးလေးပုံစံနဲ့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေတယ်ပြီးတော့ကျွန်တော်ရဲ့ဘောလုံးအင်ဂျီနဲ့အတွင်းခံပေါင်းဘီတွေကလည်းပြန်ပြောက်လာပြန်ပြီး2ရက်လောက်နေရင်နားလည်လို့မရတဲ့နေရာတစ်ခုခုမှာပြန်ပေါ်လာတတ်တယ်ခုတင်ပေးကစားပွဲဆိုဖာကြားဝိုင်းရနာကပစ္စည်းထဲတဲ့တစ်တာတွေမှာပေါ့ဒါပေမဲ့အိမ်မှာကျွန်တော်နဲ့စီနီယာအမစုရာကလွဲလို့တတိယလူမှမရှိတာဒီနေ့တော့ကျွန်တော်ရဲ့တာပန်ရဲကိုရဲနောက်တစ်ခေါက်ထပ်တွေ့ကြပြန်တယ်ပြီးတော့သူတို့2ယောက်ရဲ့အခြေအနေကတိတ်မဟန်ဘူးကျက်ဥရတပွဲကိုအတူတူစားနိုးလက်ဖက်ကြီးတစ်ခွက်ကိုအတူတူတောက်နေကြတယ်ကျွန်တော်လဲတာပန်ကိုဘလို့ဖြစ်တာလဲလို့မေးလိုက်တော့ဒီကောင်ကကျွန်တော်ကိုပြောလာတယ်သူတို့2ယောက်တွဲနေကြပြီတဲ့လေသူပြောတာကတော့ဒီကိစ္စအတွက်ကျွန်တော်ကိုတောင်ကျေးဇူးတင်ရအောင်မယ်တဲ့ကိုကကျွန်တော်ကိုကူညီဖို့အတွက်တစ်ဖက်လူရဲ့ပြန်လဲဟတ်တာကိုခံလိုက်ရတာလေဒေတာတွေအကုန်ဖြတ်ခံလိုက်ရလို့အဆုံးရှုံးတော်ကြီးသွားတယ်အဲ့ဒါနဲ့တာပန်ကသူ့ကိုယ်သူလျော်ကြေးဖြစ်ပေးလိုက်တယ်တဲ့လေတကယ်ကိုတောက်ရန်ရုပ်တိမရှိတာပဲအဲ့ဒီနောက်ကျွန်တော်လဲကိုယ့်ရဲ့စိတ်ညစ်စရာတွေကိုဒီယူးဆောင်တွဲကိုပြောပြလိုက်တယ်တာပန်ကတော်တော်ကြာအောင်တိတ်ဆိတ်သွားပြီးမှကျွန်တော်ကိုမေးခွန်းတစ်ခုမေးလာတယ်အာချန်မင်းတတိထားမိလားငယ်ငယ်ကလေးကကြီးလာတဲ့အထိမင်းနဲ့ရင်းနှီးတဲ့မိန်းကလေးတိုင်းကနောက်ဆုံးကြရင်အကြောင်းပြချက်မရှိပဲမင်းနားကနေပျောက်ကွယ်သွားတတ်ကြတယ်တဲ့ကျွန်တော်ကြောင့်အန်းဖြစ်သွားတယ်မူလာတန်းကခုံဖော်လေတန်းကအတန်းကောင်းဆောင်အထက်တန်းကဂျူနီယာညီမလေးပြီးတော့ဒီတစ်ခေါက်အလုပ်တင်ကောင်းမလေးစီနီယာအမစုရတယောက်ပဲကျွန်တော်အနားမှာတူးတဲတော့အစကနေအဆုံးထိအတူရှိနေပေးခဲ့တဲ့မိန်းကလေးပါတာပန်ကကျွန်တော်နဲ့ငယ်ငယ်ကလေးကအတူတူကြီးပြင်းလာတာဆိုတော့ဒီကိစ္စတွေကိုသူလည်းသိနေတာပေါ့ကျွန်တော်ကတော့အမြဲထင်ခဲ့တာကို့မှာမိမပန်းမပွင့်လို့ပါလို့ပေါ့ကျွန်တော်အတန်တွေတုံရင်လာပြီးမင်းပြောချင်တာကချက်ကိုတကယ်လို့မင်းမှာမိမပန်းမပွင့်ဘူးဆိုရင်ဘာအကြောင်းကြောင့်မရီလိုဒီလောက်လာတဲ့ချစ်သူကိုရခဲ့တာလဲကိုကကျွန်တော်ကိုစိုက်ကြည့်ပြီးကျမပြောချင်တာကတကယ်လို့များဒါတွေအားလုံးကလူလောက်ထားတဲ့ကိစ္စတွေဆိုရင်ရောဟုတ်တယ်တယောက်ကမင်းရဲ့ဘဝကိုအမြဲတမ်းစောင့်ကြည့်နေပြီးမင်းနားကမိန်းကလေးတွေကိုကိုကတိုက်ရိုက်မဖြစ်ရဲမေးခွန်းပြန်ထုတ်တယ်တယောက်ချင်းစီရှင်းထုတ်ပစ်တာလေမင်းဘေးနားကမိန်းကလေးတွေကိုမောင်းထုတ်လိုက်ရင်ဘသူကအကျိုးမြတ်အများဆုံးရမယ်လို့ထင်လဲတဲ့ကျွန်တော်ခေါင်းထဲမှာဝုန်းခနဲဖြစ်သွားတယ်မင်းပြောချင်တာကစုရလားလို့စကားထွက်သွားတဲ့အချိန်မှာပဲကျွန်တော်ကြောရိုးတစ်လျှောက်စိတ်တက်သွားတယ်ဒါဘလို့လို့ဖြစ်နိုင်မှာလဲဗျာကျွန်တော်ခေါင်းထဲမှာဦးထနေပြီးတုံးနဲ့ရိုက်ခံလိုက်ရတယ်လို့ပဲစီနီယာအမစုရကကျွန်တော်ပေါ်အဲ့ဒီလောက်ကောင်းတာမနေ့တိုင်းထမင်းဟင်းချက်ကျွေးတယ်ညတိုင်းနေနေပေးတယ်ကျွန်တော်ဘတ်စကတ်ဘောကစားတဲ့အင်ဂျီနဲ့အတွင်းခံပေါင်းဘီတွေကိုတောင်သူကိုယ်တိုင်လက်နဲ့လျှော်ပေးတာလေကျွန်တော်ကိုပြန်ယုံကြည်အောင်စူးစမ်းနေတယ်လို့ပြောလေမြန်လေဖြစ်လာတယ်နောက်ပြီးသူကထိတ်တန်းတက္ကသိုလ်ရဲ့အကြောင်းမယ်လေသူ့ကိုလိုက်တဲ့သူတွေဆိုတာအရှိတကားကနေဝေမင်းရေကန်အထီတောင်တန်းစီလို့ရတယ်သူဒီလိုတွေလုပ်နေစရာကိုမလိုတာဒီရဲစရာကောင်းတဲ့အတွေးတွေကိုခေါင်းထဲကနေထုတ်ပစ်ချင်လို့ကျွန်တော်ခေါင်းကိုခက်ကြမ်းကြမ်းရမ်းလိုက်တယ်ကိုကမျက်လုံးကိုမေးဆိုင်ကြည့်လိုက်ပြီးချန်ကိုဒီလောကကြီးမှာအခြေယူယောဂဆွဲနေတဲ့မိန်းကလေးမျိုးရှိတယ်ဆိုတာအကိုသိလားတဲ့ကျွန်တော်သူငယ်အိမ်တွေကြုံသွားတယ်မင်းပြောချင်တာကအပြင်ပန်းမှာတော့နူးညံ့ချင်တာပြပြီးကွယ်ရမှာတော့ပိုင်ဆိုးပိုင်နေလှုပ်ချင်စိတ်တွေပောက်ကွဲနေတာမျိုးလားရေးစားဖြစ်သူကိုအိမ်မှာတော့ခတ်ပြီးမွေးထားတယ်လို့ထားချင်တယ်ပြီးတော့သူ့နားကမိန်းကလေးတွေကိုတယောက်ချင်းစီရှင်းထုတ်ပစ်တတ်တဲ့အဲ့ဒီလိုအခြေယူယောဂမျိုးလားလို့မေးလိုက်တယ်ဒါပေမဲ့အဲ့ဒါကဝတ္ထုတွေအနီမေးရှင်းတွေထဲမှာပဲရှိတာလေလက်တွေ့ဘဝမှာဘလို့လို့ဖြစ်နိုင်မှာလဲကိုကအတန်ကိုနှိပ်လိုက်ပြီးချန်ကိုမိန်းမတွေရဲ့အလိုလိုတီးစိတ်ကတော်တော်မှန်တာနော်ပြီးတော့အဲ့ဒီနေ့ကကျမရဲ့ဒေတာတွေကိုဖျက်သွားတဲ့ဆရာတဆူဆိုတာမကြီးပဲဖြစ်ရမယ်လို့ကျမရဲရဲကြီးတက်ပြောရဲတယ်ကျွန်တော်အခုထိမယုံနိုင်သေးဘူးစုရာကပရိုဂရမ်ရေးတာလုံးဝမတက်ပါဘူးဘလို့လို့ဟက်ကဖြစ်နိုင်မှာလဲလို့ပြန်ညင်းလိုက်တယ်အကိုကလေးကိုမိမအကြောင်းကိုကိုရိုင်းအောင်တေချာမသိသေးဘူးဖြစ်နေရဲ့ဟုတ်တယ်မလားဒီညမရီတိုက်တဲ့အရာကိုမတော့ပဲနေကြည့်လိုက်ပါလားအဲ့ဒါဆိုတည်သွားမှာပေါ့တဲ့ကျွန်တော်ကြောင့်အန်းဖြစ်သွားတယ်အစတုန်းကတော့စံပယ်ပန်းရေနွေးချမ်းကြောက်လို့ပဲထင်ခဲ့တာဒါပေမဲ့နွားနို့ပူပူလေးပြောင်းတော့လဲအခြေအနေကတိတ်မကြလိုက်ဘူးအဆုံးစုံပြောရရင်ရေနွေးချမ်းရောနွားနို့မှာပါပြဿနာမရှိဘူးပြဿနာကကျွန်တော်ကိုငှက်ပေးတဲ့လူစီမှာပဲကျွန်တော်တနွေးတစ်ချက်မျိုးချလိုက်တယ်အပြင်ပန်းမှာတော့တော်တော်လေးပြာခတ်နေရင်မဲ့စိတ်ထဲမှာတော့ရုတ်တရက်ထူးဆန်းတဲ့အတွေ့တစ်ခုဝင်လာတယ်အမြဲတမ်းအေးဆေးဆေးနဲ့နေတတ်တဲ့စီနီယာအမစုရာကသာတကယ်လို့ပိုင်ဆိုးပိုင်နေလှုပ်ချင်စိတ်အရန်ပြင်းထန်တဲ့အခြေယူမလေးဆိုရင်ဒါအရန်ကိုပြည့်စုံနေတာမဟုတ်ဘူးလားဒါပန်ကကျွန်တော်ကိုစိုက်ကြည့်ပြီးမင်းကဘာလို့နေနေစိတ်လှုပ်ရှားနေတဲ့ပုံပေါက်ရတာလဲတဲ့ကျွန်တော်မြင်မြန်မဲမျက်နှာကိုတီးလိုက်ပြီးဟုတ်လို့လားငါကကြောက်နေတာပါကွာလို့ပြောလိုက်တယ်ငါကြည့်ရတာမင်းလဲယောဂတော်တော်ရင့်နေပြီထင်နေတဲ့အိမ်ပြန်ရောက်တော့ကျွန်တော်စိတ်ထဲမှာဖော်ပြလို့မရတဲ့ခံစားချက်မျိုးဖြစ်နေတယ်စိတ်လှုပ်ရှားနေတာလားမျောလင့်နေတာလားဆိုတာကိုတောင်ကွဲပြားမသိတော့ဘူးညဘက်ရောက်တော့စီနီယာအမစုရာကထုံးစံတိုင်းနွားနို့ပူပူလေးတစ်ခွက်လာပေးတယ်ကျွန်တော်လမ်းယူလိုက်ပြီးမုတ်ကဖြည်းဖြည်းချင်းတောက်ချလိုက်တယ်ပြီးတော့သူ့မီးပိုချောင်းနဲ့ဝင်သွားအောင်လေးအခွင့်ရေးယူပြီးအိမ်သားတဲကိုအပြေးဝင်သွားတယ်လက်ချောင်းကိုလက်ချောင်းနဲ့ထိုးထည့်ပြီးနွားနို့တွေရောအစာအင်ရည်တွေပါအကုန်လုံးအန်ထုတ်ပစ်လိုက်တယ်ပလုတ်ချင်းမျက်နှာတစ်မှန်ကြည့်လိုက်တယ်ကျွန်တော်သိတာပေါ့စီနီယာအမစုရာရဲ့ညံကောင်းမှုနဲ့ဆိုရင်မတောက်ပဲနေရင်ကျင်းတေပေါက်ရိပ်မိသွားမှာလေဒါပေမဲ့အန်ထုတ်ပစ်လိုက်ရင်တော့သူကျွန်တော်ဘိုက်ကိုခွဲပြီးလာစစ်ဆေးမှာမဟုတ်ပါဘူးလေခုတင်ပေါ်မှာတော့စီနီယာအမစုရာကထုံးစံအတိုင်းကျွန်တော်ကိုနှိမ့်နေပေးနေတယ်ကျွန်တော်ခေါင်းပေါ်မှာမောက်လျက်လေးမျက်စိမိတ်ပြီးအသက်ရှူတန်ကိုဖြည်းဖြည်းနဲ့မှန်မှန်လေးရှူနေလိုက်တယ်သူ့ရဲ့လက်တွေကကျွန်တော်ခါအောက်ပိုင်းကနေပခုံးထိနှိမ့်နေပေးနေတာအားအင်ကအရင်လိုပဲနူးညံ့နေစေပဲရောကြာသူတိုးတိုးလေးခေါ်လိုက်တယ်ကျွန်တော်မလုပ်ဘူးသူခဏလောက်စက်နှိပ်ပေးပြီးနောက်ရက်လိုက်တယ်မွေးရလေးကဖြည်းဖြည်းချင်းကျုံဝင်သွားပြီးပြန်ကြလာတယ်သူကုတင်ပေါ်ကဆင်းသွားပြီးကျွန်တော်မျက်စိကိုမေးထားရင်မျက်တောင်မွေးကြားကနေအပြင်ကိုခိုးကြည့်လိုက်တယ်သူကုတင်ဘေးမှာရက်ပြီးကျွန်တော်ကိုငုံကြည့်နေတယ်အိတ်ခမ်းထဲမှာညအိမ်မီအသေးလေးတစ်လုံးပဲဖွင့်ထားတာမိန်ပြအလင်းရောင်ကသူ့မျက်နှာပေါ်ကြားရောက်နေရင်မျက်နှာမူရာကိုတော့တေချာမမြင်ရဘူး
ပြီးတော့သူ့လှုပ်ရှားလိုက်တယ်ကျွန်တော်နှလုံးခုန်တန်တစ်ချက်ရက်တန့်သွားသလိုပဲသူကိုကိုကိုင်းညွတ်ချလာပြီးကျွန်တော်နားနားကိုကပ်လာတယ်သူ့ရဲ့အသက်ရှူလေးငွေတွေကနှွေးထွေးနေတယ်အိပ်ပျော်သွားပြီလားယောက်ျားကျွန်တော်နှလုံးတွေအယူမူးခုန်နေပေမဲ့ဘာအတန်မှမထွက်ရဲဘူးသူတိုးတိုးလေးရဲလိုက်တယ်အဲ့ဒီရဲတန်ကကျွန်တော်ပုံမှန်ကြားနေကြရဲတန်မျိုးမဟုတ်ဘူးအရင်တုန်းကလိုနှွေးထွေးမှုမျိုးမရှိတော့ပဲအချိန်ကြာကြီးဖိနှိပ်ထားရကနေနောက်ဆုံးတော့လွတ်လပ်ခွင့်ရသွားတဲ့ခံစားချက်မျိုးပဲကျွန်တော်ခေါင်းတွေတောင်ထူပူသွားတယ်ဒါပေမဲ့အသက်ရှူတန်ကိုအသေးချာထိန်းထားလိုက်တယ်သူကမြေတကောင်လိုပဲပြီးတော့မိတောက်တစ်ခုလိုလည်းဖြစ်နေတယ်စံပင်တွေပြေကျလာပြီးကျွန်တော်ကိုပိုးကိုလာပုတ်ဆွဲသွားတယ်သူကိုကိုကိုင်းချလာပြီးနှုတ်ခမ်းတွေကကျွန်တော်နားရွက်ကိုထိကက်သွားကအတန်ကတိုးတိုးလေးနဲ့နူးညံ့နေတယ်အဲ့ဒီအလုတ်တင်ကောင်မလေးဘယ်တော့မှထပ်ပေါ်လာတော့မှမဟုတ်ဘူးကျွန်တော်ခေါင်းထဲမှာဝုန်းခနဲဖြစ်သွားတယ်ယောက်ျားကငါတယောက်တည်းပိုင်ဖြစ်သွားပြီးသူကျွန်တော်နားသီးလေးကိုကိုင်ရင်ချွဲနှွဲ့နေရဲ့အတန်လေးနဲ့ပြောလိုက်တာကကျွန်တော်ကိုကြောချမ်းသွားစေတယ်မင်းနားကိုကတ်လာတဲ့မိန်းမတွေအကုန်လုံးကိုငါပျောက်ကွယ်သွားအောင်လုပ်ပစ်မယ်သူမတက်ရက်လိုက်ပြီးသူ့လက်ချောင်းတွေကိုကျွန်တော်စံပင်တွေထဲထိုးသွင်းကရှေ့ကိုဖြည်းဖြည်းလေးဆွဲယူလိုက်လို့ကျွန်တော်ခေါင်းမော့သွားရတယ်တိလားသူကကျွန်တော်ကိုငုံကြည့်နေပြီးသူ့မျက်လုံးတွေကကြောက်စရာကောင်းလောက်အောင်အယောင်လက်နေတယ်ယောက်ျားအိပ်ပျော်နေတဲ့ပုံစံလေးကအချစ်စရာအကောင်းဆုံးအလားဆုံးပဲငါတယောက်တည်းအပိုင်ပေါ့သူထက်ရလိုက်ပြန်တယ်တကိုယ်လုံးတုန်ခါသွားတဲ့အထိရဲနေတာပါအဲ့ဒီနောက်သူမောက်ချလာပြီးကျွန်တော်ရင်ဘက်ပေါ်မျက်နှာအက်ကအလိုကျနေတဲ့ကြောင်လေးတစ်ကောင်လိုပုတိပုတ်တက်လုံနေတယ်ယောက်ျားကထာဝရငါတယောက်တည်းပိုင်ပဲသူ့တန်ကတဖြည်းဖြည်းတိုးဝင်သွားပြီးနောက်ဆုံးတော့မှန်မှန်လေးအသက်ရှူနေတဲ့အတန်ပဲကျန်တော့တယ်ဒါပေမဲ့ကျွန်တော်မလုပ်ရဲဘူးနှလုံးကလက်ချောင်းထဲကနေခုန်ထွက်လာတော့မလို့ပဲသူ့ရဲ့ခုနကပုံစံကကျွန်တော်အိမ်မက်တွေထဲကအယူမူဖြစ်နေတဲ့စီနီယာအမဆုရာနဲ့တဖြည်းဖြည်းထပ်တူကြလာတယ်လက်တွေ့ဘဝမှာစီနီယာအမဆုရာဒီလောက်တောင်ရှင်းတန်းကြနဲ့ဒီလိုမျိုးပွင့်အထွက်နေတဲ့ပုံစံမျိုးကိုကျွန်တော်တခါမှမမြင်ဘူးခဲ့ဘူးလေတကယ်တော့အဲ့ဒီအိမ်မက်တွေကအိမ်မက်မဟုတ်ခဲ့ဘူးစီနီယာအမဆုရာကတကယ်ပဲအခြေယူယောဂဆွဲနေတဲ့သူဖြစ်နေတာကိုညစ်နေလာပြီးကျွန်တော်အိတ်ချင်အောင်ဆောင်နေတာဘလောက်တောင်ကြာသွားပြီလဲမသိတော့ဘူးကို့ပေါ်ကနှွေးထွေးတဲ့အထီးတွေ့လေးနောက်ဆုံးတော့ထပ်သွားပြီဆိုတာပဲသိလိုက်တယ်ကျွန်တော်လက်နှစ်ဖက်ကုတင်ကောင်းရင်ကိုဆွဲယူခံလိုက်ရပြီးခလောက်ခနဲ့အတန်ကြားလိုက်ရကအေးဆက်ဆက်တတူအထီးတွေ့ကိုခံစားလိုက်ရတယ်လက်ထိပ်ပဲကျွန်တော်ကြောင်အန်းဖြစ်သွားတယ်နေပေါင်းငါလှည့်စားလို့အောင်မြင်သွားပြီမဟုတ်ဘူးလားဘာလို့လက်ထိပ်ခတ်ရတာလဲအဲ့ဒီအချိန်မှာပဲနားထဲမှာစီနီယာအမဆုရရဲ့အတန်ထွက်ပေါ်လာတဲ့အတန်ကလေထဲလွတ်မျောနေတယ်လို့ငှက်မွေးလေးနဲ့ပုတ်ဆွဲသွားတယ်လို့ပဲယောက်ျားလုံးဝအိမ်မပျော်နေဘူးဆိုတာငါသိတယ်နော်ကျွန်တော်တကိုယ်လုံးတောင့်တင်းသွားတယ်ဟန်ဆောင်မနေပါနဲ့တော့သူကိုကိုကိုင်းချလာပြီးသူ့မျက်နှာကကျွန်တော်မျက်စိရှိရောက်လာတယ်အဲ့ဒီမျက်လုံးတွေကညမောင်ထဲမှာတောက်ပလုံးနေတယ်ဒီနေ့ယောက်ျားရဲ့အခြေအနေကပုံမှန်နဲ့လုံးဝကိုမတူဘူးအသက်ရှူတဲ့ရစ်တန်ရောကြွက်သားတွေတင်းမာနေတဲ့အနေထားရောအကုန်မတူဘူးကျွန်တော်မျက်လုံးဖွင့်လိုက်ပြီးဟဲဟဲလောက်ကရဲလိုက်ရင်သူ့ကြည့်တွေနဲ့ဆုံလိုက်တယ်ကျွန်တော်တိသားပဲစီနီယာအမဆုရကိုလှည့်စားလို့မရဘူးဆိုတာသူကကျွန်တော်ကိုယ်ပေါ်မှာထိုင်နေပြီးအပေါ်စီးကနေငုံကြည့်နေတဲ့နှုတ်ခမ်းထောက်မှာအပြုံးလေးရှိနေရဲ့မျက်လုံးထဲမှာတော့တခုခုကစူပွဲလှုပ်ရှားနေတယ်ယောက်ျားအမြဲမေးတယ်မလားငါဘာလို့ယောက်ျားကိုချစ်သွားရတာလဲဆိုတာကိုလေသူလက်လန်းလိုက်ပြီးလက်ချောင်းလေးတွေကကျွန်တော်မျက်ခုံးရိုးပေါ်ကနေဖြည်းဖြည်းလေးပုတ်ဆွဲသွားတယ်အသက်၈နှစ်တုန်းကငါเจ้าနောက်ပေါက်မှာပိတ်ဆို့ခံရတယ်ကောင်လေးတချို့ကငါကြောဖို့အိတ်ကိုလူတဲ့ဆံမင်ကိုဆွဲကြတယ်ငါမြေကြီးပေါ်ထိုင်ချပြီးငိုနေခဲ့တာဘယ်သူမှဂယုမဆိုင်ကြဘူးသူ့လက်ထိတ်လေးကကျွန်တော်မျက်ထောင်သားမှာရက်သွားတယ်ယောက်ျားပြေးလာပြီးငါ့ကိုနောက်ွယ်မှာကွယ်ပေးခဲ့တယ်လေအဲ့ဒီတုန်းကယောက်ျားကအသက်9နှစ်ပဲရှိသေးတာသူတို့ကိုလုံးဝမနိုင်ဘူးလေယောက်ျားတွန်းလဲခံရတယ်ပြီးတော့ပြန်ထတဲ့ထက်ပြီးတွန်းလဲခံရတယ်ဒါပေမဲ့ဒဏ်ရာတွေဗျာပွားဖြစ်နေတဲ့ကိုလုံးလေးနဲ့အဲ့ဒီကောင်လေးတွေအကုန်လုံးကိုလန့်ပြေးသွားအောင်လုပ်နိုင်ခဲ့တယ်သူ့မျက်ရည်ဝဲနေရဲ့မျက်လုံးတွေနဲ့ရဲလိုက်ပြီးအဲ့ဒီကလေးကငါကတိပြုခဲ့တယ်ဘလို့နေလန်းကိုပဲ300ယောက်ျားကိုငါရအောင်ယူမယ်ဆိုတာပဲယောက်ျားစီကတကြားလုံးအမြဲလာတောင်းစားတတ်တဲ့ခုံဖော်ကိုလေယောက်ျားပေးတဲ့တကြားလုံးတွေကအမိုက်ပုံးရဲကနေကောက်လာတာလို့ငါသူ့ကိုပြောလိုက်တယ်အလဲတန်းတုန်းကအတန်းကောင်းဆောင်မလေးယောက်ျားစီပေးတဲ့ရေးစားစာကိုငါဘေးခန်းကလူဆိုးလေးတွေစီပေးလိုက်တယ်ပြီးတော့ဒီတစ်ခေါက်အလုပ်တင်ကောင်းမလေးလေသူတိုးတိုးလေးရဲလိုက်ပြီးငါကုမ္ပဏီအောက်ထပ်မှာသူ့ကိုသွားဆောင်ပြီးတခြားမြို့ပြောင်းပြီးအလုပ်လုပ်ချင်လားလို့မေးလိုက်ရုံပါပဲရှန်ကျန်းမှာငါသူငယ်ချင်းတယောက်ရှိတယ်လာစာကဒီကထက်နှစ်ဆပိုရတယ်ဆိုတော့သူနောက်နေ့ချက်ချင်းထွက်သွားတော့တာပဲအဲ့ဒီအတွက်အပေးယူကတော့ယောက်ျားနဲ့နောက်ထပ်ဘာဆက်သွယ်မှလုပ်လို့မရတော့တာပေါ့ဒါတွေကိုနားထောင်ရင်ကျွန်တော်ကြောပြင်မှာတစ်ချက်ပြီးတစ်ချက်အေးစိတ်လာတယ်ဒါပေမဲ့ထူးဆန်းတာကနှလုံးခုန်အယမ်းမြန်နေတာပဲယောက်ျားတောင်းပန်ပါတယ်ဘယ်သူမှမသိတဲ့ငါရဲ့နောက်ွယ်ကမျက်နှာစာကိုယောက်ျားကိုပြလိုက်မိပြီးသူကျွန်တော်ကိုစိုက်ကြည့်နေတယ်အကြည့်လွဲတာမျိုးမရှိဘူးစိတ်လက်ပြမလုံးတာမျိုးလည်းမရှိဘူးအမှန်တရားတစ်ခုကိုကြီးညာနေတယ်လို့မျိုးပဲကျွန်တော်တခုခုပြောဖို့ဟန်ပြင်လိုက်ပေမဲ့သူကလက်ညှိုးလေးထောင်ပြီးကျွန်တော်နှုတ်ခမ်းပေါ်ဖြစ်တင်လိုက်တယ်ငါယောက်ျားကိုနောက်ယောင်ခံလိုက်တယ်ခိုးနားထောင်တယ်ကိုရေးချက်လက်တွေကိုခိုးယူတယ်ယောက်ျားနားမှာရှိတဲ့မိန်းကလေးတိုင်းကိုရှင်းထုတ်ပစ်ခဲ့တယ်ဒီလိုငါပုံစံကိုယောက်ျားအယမ်းယွန်စရာကောင်းတယ်ကြောက်စရာကောင်းတယ်လို့ထင်နေပြီလားအယမ်းမုန်းသွားပြီလားစီနီယာအမဆုရရဲ့အတန်တွေတုံရင်လာတယ်ငါပုံမှန်မဟုတ်ဘူးဆိုတာငါသိပါတယ်ဒါပေမဲ့ငါမထိန်နိုင်ဘူးလေယောက်ျားရဲ့ငါကိုတကယ်ကိုထိန်းချုပ်လို့မရတာပါယောက်ျားတခြားမိန်းကလေးတွေနဲ့စကားပြောနေတာကိုမြင်ရတိုင်းငါတကိုယ်လုံးနေလို့မရအောင်ခံစားရတယ်တယောက်ယောက်ကယောက်ျားနာမည်ကိုခေါ်လိုက်တာကြားတိုင်းငါသူ့ဘာဆက်ကိုချုပ်ပစ်လိုက်ချင်တာငါယောက်ျားကိုတော့ခတ်ထားပြီးထာဝရငါတယောက်တည်းအပိုင်းဖြစ်အောင်လုပ်ထားခြင်းနဲ့19နှစ်စီနီယာအမဆုရရဲ့မျက်ရည်တွေပြုတ်ကျလာပြီးကျွန်တော်မျက်နှာပေါ်ကိုကြားရောက်လာတယ်ယောက်ျားငါ့ကိုအယမ်းယွန်ရှာသွားပြီလားဟင်သူတကိုယ်လုံးတုံရင်နေအောင်ငိုနေပေမဲ့ကျွန်တော်ကိုတော့မျက်တောင်မခတ်ပဲစိုက်ကြည့်နေတော့မယ်ကျွန်တော်ရဲ့တုတ်ပြန်မှုတွေကိုသူ့မျက်လုံးထဲမှာရေးထွေးမှတ်သားထားခြင်းနဲ့ပုံစံမျိုးနဲ့ပေါ့ကျွန်တော်သူ့ကိုကြည့်နေမိတယ်မျက်ရည်တွေနဲ့ပေပွားနေတဲ့သူ့မျက်နှာလေးကိုနီးရဲနေတဲ့သူ့မျက်ဝန်းတွေကိုအယူမူဖြစ်နေပြီးတစ်ချိန်တည်းမှာပဲနှုတ်နဲ့ထိခိုက်လွယ်နေတဲ့သူ့ပုံစံလေးကိုကြည့်ရင်ကျွန်တော်တကယ်ကိုရင်နာမိတယ်စီနီယာအမဆုရကျွန်တော်ရှေ့မှာမင်းရဲ့အစ်စ်မှန်ဆုံးမျက်နှာစာကိုဖွင့်ဟပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နည်းနည်းလေးမှမမုန်းပါဘူးတကယ်တော့ပိုတောင်ချစ်သွားမိသေးတယ်ကျွန်တော်လက်နှစ်ဖက်နဲ့သူ့ပါးပြင်လေးကိုအုပ်ကင်ပြီးသူ့မျက်နှာပေါ်ကမျက်ရည်တွေကိုတုပ်ပေးခြင်းလိုက်တာဒါပေမဲ့လက်တွေကကုတင်ကောင်းရင်မှခက်ခံထားရတော့လုံးဝလုံးလို့မရခဲ့ဘူးလေသူဆိုင်ကိုနေရင်ခေါင်းရမ်းကလုံးဝမယုံကြည်ဘူးယောက်ျားငါ့ကိုလိန်နေတာတေချာတယ်ဒါတွေကလွတ်မြောက်ဖို့အတွက်ယောက်ျားရဲ့လက်ကွက်တွေပဲ
ငါယောက်ျားကိုလွတ်ပေးလိုက်တာနဲ့ယောက်ျားငါနားကနေချက်ချင်းထွက်သွားမယ်ဆိုတာဒီလိုငါပုံစံမျိုးနဲ့ချက်ချင်းကွာရှင်းမယ်ဆိုတာငါသိတယ်ဟုတ်တယ်မလားဘလို့လို့အဲ့ဒီလိုဖြစ်နိုင်မှာလဲကျွန်တော်သူ့မျက်လုံးတွေကိုစိုက်ကြည့်ရင်တလုံးချင်းတေချာပြောလိုက်တယ်ငါမင်းကိုချစ်တယ်ဖြူစင်တဲ့အချစ်ဦးစီနီယာအမပဲဖြစ်ဖြစ်အခြေယူယောဂဆွဲနေတဲ့အယူမူစီနီယာအမပဲဖြစ်ဖြစ်အကုန်လုံးကိုငါချစ်ဆုံးပါပဲစီနီယာအမစုရရဲ့အခိုက်တန့်တိုင်းကိုငါရိုးရဲဆွဲတဲ့အထိချစ်တယ်သူလုံးဝကြောင်အန်းသွားတယ်ကျွန်တော်စီကနေဒီလိုစကားမျိုးထွက်လာမယ်လို့ဘယ်တော့မှမတွေးထားခဲ့ဘူးလေဘာကိုကြောက်နေတာလဲမင်းငါကိုတော့ခတ်ထားပြီးပြီပဲမဟုတ်ဘူးလားကျွန်တော်လက်ထိတ်ကိုလုတ်ပြလိုက်တယ်ငါနားကလူတွေအကုန်လုံးကိုမင်းရှင်းထုတ်ပြစ်မှာကိုလားစီနီယာအမတယောက်တည်းရှိရင်ကိုလုံလောက်နေပါပြီစကားမပြောနဲ့တော့ငါကိုနန်းဒီလိုစီနီယာအမစုရမျိုးကိုကျွန်တော်တကယ်ကိုအယမ်းချစ်သွားပြီဗျာ